ဒါနကုသိုလ်ဆိုတာရှိတယ်သီလကုသိုလ်ဆိုတာရှိတယ်ဘာဝနာကုသိုလ်ဆိုတာရှိတယ်မိမိတို့ရည်ရွယ်ချက်အတိုင်းကုသိုလ်တရားတွေအစဉ်စဉ်ကြိုးပမ်းအားထုတ်လို့ရရှိလာတဲ့အကျိုးတရားကလည်းမတူဘူးဒါနကုသိုလ်ရဲ့အကျိုးတရားကအသုံးဆောင်ပြည့်ဝခြင်းဆိုတဲ့အကျိုးတရားသီလကုသိုလ်ရဲ့အကျိုးတရားကတော့ကောင်းရာသုဂတိဘုံရောက်ခြင်းဆိုတဲ့အကျိုးတရားနဲ့ဘာဝနာကုသိုလ်ရဲ့အကျိုးတရားကတော့တဏှာဥက္ကလွန်မြောက်ရာဖြစ်တဲ့နိဗ္ဗာန်ကိုရောက်ရှိနိုင်ခြင်းဆိုတဲ့အကျိုးတရားကုသိုလ်၃မျိုးဟာတစ်ခုနဲ့တစ်ခုမတူညီဘူးကုသိုလ်၃မျိုးလုံးဟာမိမိတို့ရဲ့ဥတည်ချက်နဲ့ရည်ရွယ်ချက်အတိုင်းကောင်းတဲ့အလုပ်တွေကြီးပဲဖြစ်တယ်စိစိမ်ဥစ္စာတိုးပွားပြီးတော့တဏှာခရီးမှာပြည့်ပြည့်ဝဝနေထိုင်လိုတဲ့ပုဂ္ဂိုလ်တွေဖို့ကတော့ဒါနကုသိုလ်လုပ်ရမယ်ဒါကဒါနကုသိုလ်ရဲ့အကျိုးဟာအဓိကအားဖြင့်မိမိကပေးတာကမ်းတာဖြစ်သောကြောင့်ပေးကမ်းမှုကိုအခြေခံပြီးတော့ရလာနိုင်တာကတော့အဓိကမိမိမှာအသုံးဆောင်ပစ္စည်းတွေပြည့်စုံမှုဆိုတာဒါသူ့ရဲ့အကျိုးရင်းလို့ဆိုရမှာပဲသို့တော့ဒါနကောင်းမှုပြုပြီးတော့နိဗ္ဗာန်ကိုဥတည်ဆူတောင်းလို့ရောမရဘူးလားဆိုတိုက်ရိုက်တော့မရဘူးအခြေအနေတစ်ခုတော့ဒါနကုသိုလ်ကနိဗ္ဗာန်ရောက်ဖို့ဖန်တီးပေးနိုင်တယ်လို့ဒီလိုပြောတာဒါနကောင်းမှုကတိုက်ရိုက်အကျိုးပြုတာကတော့ဖြစ်လျာဘဝမှာစိစိမ်ဥစ္စာကြွယ်ဝမှုဆိုတာဒါနကတိုက်ရိုက်အကျိုးပြုတာပဲအဲ့ဒီတိုက်ရိုက်အကျိုးပြုတဲ့အနေအထားတစ်ခုကိုအခြေခံပြီးတော့ဘာဝနာကုသိုလ်မလုပ်လို့ရှိရင်ကတော့နိဗ္ဗာန်ရဖို့မရှိဘူးဒါကိုသဘောပေါက်နားလည်ရမှာပေါ့နော်အဲ့ဒါကိုပြည့်ပြည့်ဝဝပြောတဲ့အခါမှာစုံစုံလင်လင်ပြောဖို့လိုတာပေါ့ဒါနနဲ့နိဗ္ဗာန်မရောက်ဘူးလို့ပြောလို့ရှိရင်အငြင်းပွားเสียဖြစ်လာတယ်မဟုတ်ဘူးလားလို့ဆိုတပိုင်းအဖြစ်တော့ဒါနနဲ့နိဗ္ဗာန်မရောက်ဘူးလို့ပြောမယ်ဆိုရင်တစိမ့်တဒေတာအဖြစ်တော့မှန်တာပေါ့သို့တော့ဒါနနဲ့နိဗ္ဗာန်မရောက်နိုင်ဘူးလို့တတိတထစ်ချကြီးပြောလိုက်လို့ရှိရင်မပြည့်စုံတဲ့စကားဖြစ်သည့်အတွက်ကြောင့်အငြင်းပွားပဲရဖြစ်သွားတယ်ပေါ့ဒီလိုဖြစ်တတ်တယ်နော်အဲ့တော့နားလည်ရမှာကတစ်ခုနဲ့တစ်ခုဟာဆင်ငယ်ဆင်ငယ်အကျိုးပြုသွားတယ်ဆိုတဲ့သဘောကိုနားလည်ဖို့လိုတယ်ပေါ့အဲ့ဒီလိုနားလည်မှုမရှိဘူးဆိုရင်လွယ်လွယ်မမတွေဖြစ်ပြီးတော့အငြင်းပွားစရာတွေဖြစ်လာဒါနကောင်းမှုလုပ်ရင်ဒါနကစိတဲ့ဥစ္စာတွေကြွယ်ဝတဲ့ဘဝမျိုးကိုရောက်ရှိစေတယ်အဲ့ဒီရောက်ရှိလာတဲ့ဘဝမှာကိုကျင့်သီလစောင့်တည်ပြီးတော့ကမ္မထာဘာဝနာပွားများအားထုတ်ပြီးဆိုမှနိဗ္ဗာန်ကိုရောက်မှာဒါတော့ဒီလိုဆိုလိုတာပေါ့နော်ဒါနကပို့ပေးတာတစ်ဆင့်ဒါဖြင့်ဒါနကနိဗ္ဗာန်ကိုအာယုံပြုပြီးတော့လှုပ်တဲ့ဒါနရောမရှိဘူးလားရှိတယ်အချိန်ကြီးကောင်းပဲဖန်တီးပေးမှာပဲသူကတိုက်ရိုက်ပို့နိုင်တာမဟုတ်ဘူးနော်တိုက်ရိုက်ပို့နိုင်တာမဟုတ်ဘူးတခါသီလကသီလရဲ့တိုက်ရိုက်အကျိုးကတော့ဘာတော့သီလနဲ့ပြည့်စုံလို့ရှိရင်သီလကကာယတုဂတိဘုံကိုရောက်ရှိစေတယ်အဲ့ဒီကောင်းရာတုဂတိဘုံကိုရောက်လာတဲ့ဟာကိုအခြေအနေတစ်ခုရယူပြီးတော့ဘာဝနာကမ္မထာအားထုတ်မှနိဗ္ဗာန်ဆိုရဒီနော်အခြေအနေတစ်ခုဖန်တီးပေးရုံပဲဖန်တီးပေးနိုင်တာဒီလိုဆိုတာပေါ့အဲ့တော့သီလဆောက်တည်ပြီးတော့နိဗ္ဗာန်ကိုရည်စူးပြီးလုပ်ရင်ရောဆိုသီလနဲ့ကတော့တိုက်ရိုက်ဘယ်လိုမှမရောက်ဘူးနိဗ္ဗာန်ကိုရည်စူးထားသည့်အတွက်ကြောင့်ဒီသီလကအခြေအနေကောင်းတွေဖန်တီးပေးတဲ့အခါမှာနိဗ္ဗာန်ရောက်သည့်ထိအောင်အခြေအနေကောင်းတွေကိုဖြစ်ပေါ်စေမယ်လို့ဒီလိုပဲဆိုလို့ရမှာပေါ့အဲ့တော့နိဗ္ဗာန်ကိုတိုက်ရိုက်ရောက်စေနိုင်တဲ့ကုသိုလ်ကတော့ဘာဝနာကုသိုလ်ပဲဖြစ်တယ်ဘာဝနာကုသိုလ်ကြတော့နိဗ္ဗာန်ကိုတိုက်ရိုက်သွားတဲ့ကုသိုလ်ပဲဖြစ်တယ်ပေါ့ဆိုလိုတာကဒါနလုပ်ပြီးရင်လည်းသီလပါရမယ်သီလပါပြီးတော့လည်းဘာဝနာပါရမယ်လို့ဆိုတဲ့ဒီ
ဖြစ်စဉ်တစ်ခုအတိုင်းပဲတွားရမှာဒါနသီလဘာဝနာလို့ဒီလိုကုသိုလ်၃မျိုးမြတ်စွာဘုရားရှင်းလင်းဟောကြားထားတရားဓမ္မနဲ့ပတ်သက်ပြီးတော့အငြင်းပွားเสียဆိုတာရှိပါအငြင်းပွားတဲ့ပုဂ္ဂိုလ်တွေဟာအကုန်မသိလို့အစုံမသိလို့အငြင်းပွားတာအစုံသိတဲ့ပုဂ္ဂိုလ်ဟာအငြင်းမပွားဘူးတချမ်းပဲအမြင်ဒီအငြင်းပွားခြင်းကိုဖြစ်စေနိုင်တယ်ဒါကြောင့်မို့လို့ပြည့်ပြည့်စုံစုံအကျိုးသင့်အကြောင်းသင့်ဆင်ခြင်ပြီးတော့သိချရမယ်အကြောင်းတရားဆိုဒီမှာစနကလို့ဆိုတဲ့ဖြစ်စေတတ်တဲ့အကြောင်းတရားကတစ်ခုဥပထမကလို့ဆိုတဲ့အထောက်အကူပေးတဲ့အကြောင်းတရားကတစ်ခုတမ္ပါပကဆိုတဲ့ရောက်စေတတ်တဲ့အကြောင်းတရားကတစ်ခုညာပကလို့ခေါ်တဲ့သိစေတတ်တဲ့အကြောင်းတရားကတစ်ခုလို့ဒီလိုအကြောင်းကိုတော့အမျိုးမျိုးခွဲခြားပြီးတော့ပြုရတယ်ပြရအဲ့တော့သူအကြောင်းနဲ့သူနားလည်ဖို့လိုအပ်တယ်ပေါ့ဒီကနေ့ဘာဝနာနှစ်ပါးစိတ်ခွန်အားဆိုတာစိတ်ရဲ့ခွန်အားတွေကိုပြီးဝစေနိုင်တဲ့ဘာဝနာနှစ်မျိုးအကြောင်းဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်ကထုတ်နှုတ်ပြီးတော့ချင်းချုပ်ရှင်းပြဘာဝနာဆိုဒီမှာဖြစ်စေခြင်းနဲ့တိုးပွားအောင်ပြုလုပ်ခြင်းလို့ဒီအဓိပ္ပာယ်ရဒီကုသိုလ်ဟာမိမိရဲ့တဏ္ဍာမှာဖြစ်စေရမယ်တိုးပွားအောင်လုပ်ရမယ်ဖြစ်စေရမယ်တိုးပွားစေရမယ်ဒါကိုဖြစ်စေခြင်းနဲ့တိုးပွားစေခြင်းကိုဘာဝနာလို့ခေါ်တယ်ဒါနသီလနဲ့မတူဘူးသူကအဲ့တော့ဖြစ်စေရမှာနဲ့တိုးပွားစေရမှာဘာတွေကိုဖြစ်စေပြီးတော့ဘာတွေကိုတိုးပွားစေရမှာလဲလို့မေးလို့ရှိရင်တမာဓိကိုဖြစ်စေပြီးတိုးပွားစေရမယ်ပညာကိုဖြစ်စေပြီးတိုးပွားစေရမယ်ဒီလိုဆိုလို့ပဲเนาะအဲ့တော့ဘုရားဘာသာဝင်သူတော်စင်တို့ရဲ့ပန်းတိုင်ဟာဘာလဲလို့ပြောရင်နိဗ္ဗာန်ပဲနိဗ္ဗာန်ဆိုတဲ့ပန်းတိုင်ကိုရောက်ဖို့ရအတွက်ဘာလုပ်ရမလဲဘာဝနာလုပ်အထောက်ရအတိတ်ဘဝတုန်းကဒါနကောင်းမှုလုပ်ခဲ့ကြလို့မိမိတို့မှာစာဝတ်နေပြည့်စုံနေကြအတိတ်ဘဝကသီလတွေစောင့်တည်ခဲ့ကြလို့အခုဘဝလူဘဝရရှိုံမြမကဗုဒ္ဓသာသနာတော်နဲ့ကြုံတွေ့ပြီးတော့နေကြဒါအခြေအနေကောင်းတွေဖြစ်နေပြီဟုတ်ကဲ့လားအခြေအနေကောင်းတွေဖြစ်နေပြီနိဗ္ဗာန်သွားဖို့ကတလှမ်းမဲ့လို့တယ်ဘာလဲဘာဝနာပဲဘာဝနာမလုပ်ဘဲနဲ့ဒီတိုင်းနေရင်ကတော့နိဗ္ဗာန်မရောက်နိုင်ဘူးဒါကတော့သိကြပါ့ပဲထိုင်းဆုတောင်းနေလို့မရဘူးဆိုတာကိုမြတ်စွာဘုရားကဥပမာလေးနဲ့ဟောထားတယ်မြစ်ဒီဘက်ကန်းထိုင်းနေတဲ့လူကဟိုဘက်ကန်းကိုလှမ်းကြည့်ပြီးတော့ဟေးဟိုဘက်ကန်းငါဟိုဘက်ကန်းသွားကြလို့ဒီဘက်ကန်းကိုလာခဲ့သမ်းပါလို့ဆိုရင်ဟိုဘက်ကန်းကြီးကဒီဘက်ကန်းကိုရောက်မလားတဲ့မရောက်နိုင်ဘူးတဲ့မြတ်စွာဘုရားပေးတဲ့ဥပမာပဲဆိုလိုတာကဆုတောင်းနေလို့တောင်းတနေုံနဲ့ဘာတစ်ခုမှမရောက်ဘူးမရဘူးဟိုဘက်ကန်းသွားခြင်းဟိုဘက်ကန်းရောက်တဲ့နည်းတွေရှိတယ်လက်ပစ်ကူးသွားမလားလှေနဲ့သွားမလားသင်္ဘောနဲ့သွားမလားဒါပဲရှိတယ်လေတရားရှိရင်တရားဘောကရှောက်သွားအဲ့ဒါဆိုရောက်မှာပဲမြတ်စွာဘုရားဟောတဲ့တရားတွေကအလုံးလက်တွေ့ကြကြဟောတာဖြစ်တယ်အတွေးတွေကလည်းလက်တွေ့နဲ့တွေးတာတွေပဲဖြစ်တယ်ဒါကြောင့်အခုဒါနကောင်းမှုသီလကောင်းမှုကြောင့်လူဘဝရောက်ပြီးတော့စီးပွားဥစ္စာပြည့်ပြည့်စုံစုံနဲ့မကြောင်းမတောင်းမတနေနိုင်ကြတဲ့ဘဝမျိုးရောက်လာပြီအကယ်၍စာဝတ်နေခက်ခဲနေတယ်ဆိုလို့ရှိရင်လေလူတွေဟာဥမတောင်းမှသီလဆောင်ဆိုတာသီလဆောင်နိုင်ကြမှာမဟုတ်ဘူးစာဝတ်နေထိုက်တဲ့လောက်ပြည့်စုံနေကြတဲ့အတွက်ကြောင့်ကိုကျင့်တရားတွေထိမ့်သိမ်းဆောက်ရှောက်နိုင်ကြတယ်ဒါကြောင့်ဒါနသီလရဲ့အကျိုးကိုခုလက်တွေ့ရရှိနေကြပြီအဲ့ဒီရရှိနေတဲ့အခြေအနေကောင်းတစ်ခုကိုအသုံးချပြီးတော့ဘာဝနာဆိုတဲ့အလုပ်ကိုလုပ်ရမယ်လို့ဒီလိုပြောတာဒီအဆင့်မှာတော့မလုပ်လို့မရတော့ဘူးဒါနလေးနဲ့နိဗ္ဗာန်မရောက်ဘူးသီလလေးနဲ့နိဗ္ဗာန်မရောက်ဘူးဆိုတာဒါပြောတာဘုန်းကြီးတို့တွေဒါနကုသိုလ်လည်းရှိတယ်လို့ပြောရမယ်
သီလကုသိုလ်လည်းရှိခဲ့တယ်လို့ပြောရမယ်နော်ဒါနကုသိုလ်ရှိခဲ့သည့်အတွက်ကြောင့်အသုံးဆောင်ပစ္စည်းတွေရှိနေကြတယ်သီလကုသိုလ်ရှိခဲ့သည့်အတွက်ကြောင့်ကောင်းရတဂတိဘုံရောက်ပြီးတော့အသိဉာဏ်ရှိတဲ့လူဖြစ်နေတယ်ဟောတာဟာဒါနသီလရှိခဲ့တဲ့အကျိုးပဲအကျိုးကျေးဇူးပဲလို့ဒီလိုဆိုအောင်အဲ့တော့နိဗ္ဗာန်ရောက်ချင်ဘာလုပ်ရမလဲဆိုရင်ဘာဝနာကုသိုလ်လုပ်ရဒါဖြင့်ဘာဝနာကုသိုလ်လုပ်လို့ရှိရင်နိဗ္ဗာန်ကိုရောက်နိုင်သလားလို့မေးရောက်နိုင်တယ်လို့အဖြေရရောက်နိုင်တယ်လို့ဖြေတော့ဘလောက်ကြာမှရောက်မှလဲဆိုတာကြတော့တယောက်နဲ့တယောက်မတူတော့ဘူးအဲ့ဒါဒီတိုင်းတာလေးသာမတူတာသွားနေရင်တော့ရောက်မှာပဲပခုတ်ကူကနေရေစကြိုသွားမယ်ဆိုပါစို့သွားမယ်လမ်းရှိတယ်ပခုတ်ကူကရေစကြိုသွားရင်ရောက်သလားဆိုရောက်တယ်ပဲဖြေရမှာရောက်တယ်လို့ဖြေမယ်သို့တော့ဘယ်နှစ်နာရီနဲ့ရောက်မလဲလို့မေးလို့ရှိရင်မင်းဘာနဲ့သွားမှလဲဒီလိုတော့ရှိမှာပေါ့ဟုတ်လားကုန်းကြောင်းလျှောက်ရင်တော့မရောက်ဘူးတနာရီနဲ့ကားနဲ့သွားရင်တော့ရောက်နိုင်တယ်ဒီလိုဆိုရမှာပေါ့နော်အဲ့တော့နိဗ္ဗာန်ကိုသွားရင်ဘယ်လောက်ကြာမှလဲဘာဝနာလုပ်ငန်းလုပ်လို့နိဗ္ဗာန်ကိုဘယ်လောက်နဲ့ရောက်မှလဲဆိုမင်းဘာနဲ့သွားမှလဲလို့မေးရမှာပဲကိုသွားတဲ့အတိုင်းတာနောက်တစ်ခါကိုယ့်ရဲ့အရည်ချင်းဒီနှစ်ခုနဲ့ပဲဆုံးဖြတ်အဲ့ဒါကြောင့်မို့လို့ဘယ်တော့ရောက်မလဲဆိုတာကအဓိကမဟုတ်ဘူးဘယ်တော့လုပ်မလဲကအဓိကဖြစ်တယ်ဘယ်တော့လုပ်မလဲဆိုတာမလုပ်သေးဘူးလေသူကမေးနေတော့မှရှိတယ်ဘယ်တော့ရောက်မှာတော့ဘယ်လောက်ကြာအောင်လုပ်အောင်မှာတော့ဆိုတဲ့မေးခွန်းနေဘယ်လောက်ကြာအောင်လုပ်အောင်မှာလဲလို့ဆိုတာကိုယ့်အရည်ချင်းပေါ်မူတည်တယ်ကိုကျင့်တဲ့အကျင့်ပေါ်မှာမူတည်တယ်ဒီလိုဆိုရမှာပေါ့နော်ဟုတ်ပြီဘာဝနာဆိုဒီမှာပါဇက်နဲ့ပြောရတဲ့ဝစီကံလည်းမဟုတ်ဘူးကိုယ်နဲ့လုပ်ရတဲ့ကာယကံမျိုးလည်းမဟုတ်ဘူးစိတ်နဲ့သာလုပ်ရတဲ့မနောကံမျိုးဖြစ်တယ်ဒါကြောင့်မို့စိတ်ဓာတ်စိတ်ရဲ့ခွန်အားတစ်ခုပဲစိတ်ခွန်အားကြီးထွားလာအောင်စိတ်ကိုလေ့ကျင့်ပေးတာလေ့ကျင့်ပေးတယ်ဆိုတာဘာတွေကိုလေ့ကျင့်တာတော့နိဗ္ဗာန်သွားဖို့ရာအတွက်ဈာထဲမှာအဟံတားတွေဘာတွေရှိလဲဥပမာမယ်လမ်းကြီးတစ်ခုသွားမယ်လမ်းကြီးကခြုံနေပိတ်ပေါင်းနေတယ်ကြောက်စိတ်ခဲတွေကျင်းနေချိုက်နေရှိနေတယ်ဆိုရင်အဲ့ဒီခြုံနေအရင်ရှင်းရမှာပဲခြိုက်တွေကိုရင်ဖို့ရမှာပဲပြီးတော့မှသွားလို့ရမှာပေါ့ထို့တူပဲနိဗ္ဗာန်သွားခြင်းတပတ်ဆိုလို့ရှိရင်ကိုယ်တဏ္ဍမှာအစိုးအပိတ်တွေဘလောက်များနေတယ်လဲအဲ့ဒီအစိုးအပိတ်တွေရှင်းရမှာဘလောက်ကြာမလဲဒါပဲသိရနိဗ္ဗာန်ကတော့အခုသွားအခုရောက်တယ်လို့ပဲပြောရမှာပဲနော်အဲ့တော့ကိုယ်တဏ္ဍမှာရှိနေတဲ့ပိတ်ဆို့နေတဲ့အရာတွေကိုရှင်းဖို့ရကြတော့အချိန်ယူရမယ်တချို့နေရာဒုတွေကြီးမားခြင်းကြီးမားနေမယ်တချို့ပုဂ္ဂိုလ်တွေကပါပါလွှာလွှာလေးဖြစ်ခြင်းလည်းဖြစ်မယ်တချို့ပုဂ္ဂိုလ်ကျတော့ဒုတွေကြီးမားနေတဲ့ပုဂ္ဂိုလ်လည်းဖြစ်မယ်အဲ့ဒီအတိုင်းတာအရသာလင်နိဗ္ဗာန်သွားဖို့အခက်ခဲဆိုတာမျိုးဖြစ်နိုင်တယ်တဲ့ကျန်တာကတော့ဒီလမ်းကြောင်းပဲရှိတယ်ရသော်ဗျာဒီလိုဆိုလိုတာနော်ကဲဘာဝနာဆိုဒီမှာစိတ်ဆွမ်းအားကိုလေ့ကျင့်ပြီးတော့မိမိရဲ့တဏ္ဍာမှာတမာဓိကိုဖြစ်အောင်လုပ်ခြင်းတိုးပွားအောင်လုပ်ခြင်းနဲ့ပညာကိုဖြစ်အောင်လုပ်ခြင်းတိုးပွားအောင်လုပ်ခြင်းဒီနှမျိုးကိုဘာဝနာလို့ခေါ်တာပဲဘာဝနာနှစ်ပါးလို့ဆိုတဲ့နေရာမှာတမာဓိကိုဖြစ်အောင်ပွားအောင်လုပ်တဲ့ဘာဝနာကတစ်မျိုးပညာကိုဖြစ်အောင်တိုးပွားအောင်လုပ်တဲ့ဘာဝနာတစ်မျိုးလို့ခေါ်တာဘာဝနာနှစ်မျိုးလို့ခေါ်တယ်တမာဓိကိုလည်းဖြစ်အောင်လုပ်ရမယ်တိုးပွားအောင်လုပ်ရမယ်ပညာကိုလည်းပဲဖြစ်အောင်လုပ်ရမယ်တိုးအောင်လုပ်ရမယ်တမာဓိကဘာနဲ့တူတော့ဆိုခြုံရှင်းတာနဲ့တူတယ်အရှုပ်ထွေးတွေစိတ်ထဲမှာရှိနေတဲ့အရှုပ်ထွေးတွေနိဗ္ဗာန်လမ်းကြောင်းကိုဆုတ်ပိတ်နေတဲ့အရှုပ်ထွေးတွေကိုရှင်းဥစွာတမာဓိနဲ့ရှင်းပြရမယ်ပညာကြတော့ဘာကြောင့်လုပ်ရတာတော့ဆိုအတိညာရဲ့အစိုးအပိတ်တွေကိုပညာနဲ့ရှင်းရမယ်အဲ့ဒါလို့ရှင်းလိုက်မှ
နိဗ္ဗာန်ဆိုတာကိုယ်အနာလေးမှာပဲရှိတယ်ဘလောက်နီးနီးကွဲနေလို့ရှိရင်မမြင်ရဘူးနိဗ္ဗာန်ဆိုတာအဝေးကြီးသွားရမှာမဟုတ်ဘူးကိုယ်နဲ့ကပ်နေတာလို့ဒီလိုပြောတယ်မြတ်စွာဘုရားကိုယ်တိုင်ကတန္တိကေနဝိဇာနန္တိမဂါဓမ္မတ္တကောဝိတာဓမ္မနဲ့ပတ်သက်ပြီးမကျွမ်းကျင်ကြတဲ့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေဟာတဲ့ကိုယ်နားမှာကပ်လျက်ရှိတဲ့နိဗ္ဗာန်ကိုတောင်မသိကြဘူးလို့ဒီလိုဆိုတာနော်အဲ့တော့နိဗ္ဗာန်ဆိုတာဝေးကြီးသွားရှာမှလည်းမဟုတ်ဘူးသို့တော့ဒီခရီးနီးသလားလို့မေးရမှာလို့ပဲနိဗ္ဗာန်ခရီးဟာဝေးသလားနီးသလားလို့ပြောရင်ခရီးတိုင်းတာအနေနဲ့ပြောလို့မရဘူးလူတွေရဲ့အတိုင်းတာသွားရောက်တဲ့နှုံတာကိုယ်တဏ္ဍာမှာရှိတဲ့လမ်းပန်းအခြေအနေဒါနဲ့ပဲပြောလို့ရတယ်နော်နိဗ္ဗာန်ကတော့အနည်းနည်းလေးပဲဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းပဲလို့ပြောရမှာပဲမြတ်စွာဘုရားကအာတိဝိတောပမတုတ်မှဆိုလို့ရှိရင်နိဗ္ဗာန်ကိုဟိုဘက်ကမ်းလို့ပြောတာပဲအဲ့တော့ဟိုဘက်ကမ်းဆိုတော့မြစ်ကအကျယ်ကြီးလားအကျဉ်းလေးလားလို့မေးလို့ရှိရင်နော်တချို့ပုဂ္ဂိုလ်တွေအတွက်ကြကျယ်လိမ့်မယ်တချို့ပုဂ္ဂိုလ်တွေကြတော့ကျဉ်းလိမ့်မယ်အဲ့ဒါနိဗ္ဗာန်နဲ့အလံဝေးတာမဟုတ်ဘူးသူ့ရဲ့တဏ္ဍအခြေအနေတစ်ခုကြောင့်ဖြစ်နေတာလို့ဒီလိုပြောရမှာပေါ့ဟုတ်ပြီဘာဝနာနှစ်ပါးစိတ်ခွန်အားတဲ့စိတ်တွေခွန်အားပြည့်လာအောင်ဘာဝနာနဲ့လုပ်ရမှာကိုယ်တဏ္ဍမှာရှိတဲ့ဒီစိတ်ကိုပဲကြီးပွားတိုးတက်လာအောင်လုပ်ရမယ်တမာတိကိုလေ့ကျင့်တဲ့ဘာဝနာကိုသမထလို့ခေါ်တယ်တမာတိကိုဖြစ်အောင်တိုးတက်လာအောင်လုပ်တဲ့ဘာဝနာကိုသမထဘာဝနာတခါတည်းရန်တမာတိဘာဝနာလို့လည်းသုံးတယ်တမာတိနဲ့သမထကဘာကွာလဲလို့အဓိပ္ပာယ်စကားလုံးအနေနဲ့ပြောမယ်ဆိုရင်တမာတိဆိုတာစိတ်ကိုအာယုန်တစ်ခုတည်းပေါ်မှာငြိမ်အောင်ထားတာတမာတိသမထဆိုဒီမှာအဲ့ဒီတမာတိစွမ်းအားကိုရယူတဲ့ဤစနစ်အဲ့ဒီတမာတိစွမ်းအားဖြင့်တမာတိဖြစ်မှုရဲ့အန္တရာယ်ဖြစ်တဲ့အနှောင့်အယှက်တွေကိုငြိမ်သွားအောင်လုပ်တဲ့အကျင့်ကိုသမထလို့ဒီလိုခေါ်တယ်ပေါ့ဒီလိုဆိုတာပေါ့နော်သမထဆိုတာနိဝရဏာတိဓမ္မေသမေတိတိသမထောတဲ့နိဝရဏာတိဓမ္မေစိတ်ကိုပိတ်ဆို့နေတတ်တဲ့ကုသိုလ်တရားတွေမဖြစ်ရအောင်အပိတ်အဆို့တွေဖြစ်တဲ့နိဝရဏစားတဲ့တရားတွေကိုသမေတိငြိမ်ဝတ်သွားစေ၏ထားကြွပြီးတော့မလာဘူးငြိမ်သွားအောင်အနေထိုင်သွားအောင်လုပ်တယ်အနေထိုင်သွားတယ်အဲ့ဒါလို့အနေထိုင်သွားအောင်လုပ်နိုင်တဲ့ကျင့်စဉ်တစ်ခုကိုသမထလို့ခေါ်တာပဲအဲ့ဒီသမထကျင့်စဉ်ဟာတမာတိကိုအလေးပေးပြီးဆောင်ရွက်မှုသာဖြစ်တယ်ပေါ့ဒီလိုဆိုတာနော်အဲ့တော့ကဲသမထကျင့်စဉ်ဆိုတာတမာတိအလုပ်ပဲအဲ့ဒီတမာတိဖြင့်និဝရဏတွေကိုငြိမ်းအောင်လုပ်ရမယ်တဲ့ကဲဟုတ်ပြီဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာនិဝရဏတွေဘယ်လိုရှိနေသလဲစဉ်းစားကြည့်ကိုပြန်ကြည့်တရားရှာကိုမှတွေ့လို့ပြောတာမှန်တယ်ကိုယ်တဏ္ဍာမှာရှိတဲ့အခြေအနေတွေကိုအသိဆုံးပဲကိုမှမသိဘူးဆိုဘယ်သူကသိမှာတော့ကိုယ်စိတ်အခြေအနေကိုပဲသိနိုင်တာပေါ့အဲ့ဒါသွားပြီးတော့ကမ္မထမ်းဆရာသွားပြီးတော့မေးမနေနဲ့ကိုယ်စိတ်အခြေအနေကိုအသိဆုံးပဲနော်ကဲនិဝရဏဆိုတာဘာလဲလို့မေးမယ်ဆိုရင်ကာမိသန္တនិဝရဏကာမဆိုတာလိုချင်စရာအာယုန်တွေကိုသန္တာကလိုချင်နေတာလိုချင်စရာအာယုန်တွေဆိုတာဘာတွေလဲလို့ကိုယ့်ကိုစဉ်းစားကြည့်လိုက်မျက်စိကမြင်ပြီးတော့နှစ်သက်စရာအာယုန်တွေဆိုရင်လိုချင်တယ်ကဲကိုယ့်ကိုမေးကြည့်လှတာပါတာမကြည့်ချင်ဘူးလားဆိုဘယ်လိုပြောကြည့်ချင်တယ်အဲ့ဒါကာမိသန္တာပဲနော်လှတာလေးတွေကြည့်ချင်တယ်စိတ်ဝင်စားတယ်ကာမိသန္တာဆိုတာတခြားရှာစရာမလိုဘူးအဲ့ဒါကိုပြောတာအဲ့ဒါလောဘဖြစ်တာပဲရအောင်ကြိုးစားတယ်မရဘူးလည်းလွတ်ဆုံးရှုံးသွားရင်ဝမ်းနေတယ်ကြေကွဲတယ်ဟောဖြစ်လာ
ဒီလိုဆိုလိုတာပေါ့နာကตายရတဲ့အတန်လေးကိုနားထောင်ခြင်းနဲ့ဒီအတန်လေးကြားရရင်စိတ်ထဲမှာပျော်မွေ့တယ်နှစ်ချိုက်တယ်ကာမိဆန္ဒနှာခေါင်းကမွှေးကြိုင်တဲ့အနံ့လေးနမ်းရှူရလို့ရှိရင်ကျဉ်တ်တယ်ตายရတယ်ဒါလေးမရဘူးဆိုရင်မကျေမနပ်ဖြစ်တယ်လျှာကလည်းကောင်းတဲ့အရာသာလေးခံစားရမယ်ဆိုရင်ကျဉ်တ်တယ်ခံစားခြင်းနဲ့ခန္ဓာကိုယ်ကလည်းအထီးတွေ့ကောင်းတာလေးဆိုရင်နောက်ထပ်ထိတွေ့ခြင်းနဲ့အဲ့ဒါတွေကိုပြောတာကာမိဆန္ဒဆိုတာစာလို့ပြောတော့ကာမိဆန္ဒဆိုတာကိုယ်မှမရှိတဲ့ရောင်ဖြစ်နေကြတယ်နော်လူတွေမှာနေ့စဉ်ဘဝမှာဟောဒီကာမိဆန္ဒတွေဖြစ်နေတယ်ဆိုတာကိုတတိထားတတ်ဖို့လိုတယ်အဲ့ဒီကာမိဆန္ဒတွေဟာနိဗ္ဗာန်သွားဖို့လမ်းအတွက် block ဖြစ်နော် block ဆိုတာဆုပ်ပိတ်ကြီးဖြစ်ရေမြောင်းနေမှာဆုပ်ပိတ်နေပြီဆိုရင်ရေစီးပါမလားမစီးဘူးစိတ်ထဲမှာအခုကာမိဆန္ဒတွေဖြစ်နေပြီကာမဂုဏ်အာယုစိတ်တွေကလွှမ်းမိုးထားပြီဆိုလို့ရှိရင်ကုသိုလ်စိတ်လုံးဝဖြစ်တော့အဲ့ချက်ဒါဒီလိုဆိုလိုတာနော်ပွဲကြည့်ခြင်းတဲ့လူကတရားပွဲပဲလာမလို့အကြမ်းမြင်ပြောမယ်ဆိုရင်အဲ့တော့ကာမိဆန္ဒဆိုတာအဲ့ဒီနှစ်သက်စရာပျော်စရာလိုချင်စရာအာယုန်နေနဲ့ပျော်လိုတဲ့စိတ်ဆန္ဒလွှမ်းမိုးနေတဲ့အခြေအနေသို့မဟုတ်ရာဂလွှမ်းမိုးနေတဲ့အခြေအနေတစ်ခုကိုကာမိဆန္ဒ၎င်းကိုနိဝရဏလို့ခေါ်တယ်နိဝရဏဆိုတာပိတ်ဆို့တာကုသိုလ်စိတ်တွေမဖြစ်ရအောင်ပိတ်ဆို့တယ်ပိတ်ဆို့ရုံမလားလို့ဆိုမဟုတ်ဘူးပညာယဒုပ္ပလိကရဏီတဲ့ကိုယ့်ရဲ့အသိပညာတွေဟာအားပြော့သွားတယ်ဒါတွေလွှမ်းလာတဲ့အချိန်မှာစိတ်ထဲမှာပညာဆင်ញင်တုံတရားတွေဟာအားပြော့သွားတယ်ဒါသဘာဝပဲကဲအဲ့ဒါကိုကာမိဆန္ဒကိုဘာနဲ့ရှင်းပြမလို့ဆိုအခုသမထကျင့်စဉ်ကျင့်ပြီးသူ့ကိုရှင်းဒါပြောတာနော်ရှင်းဖို့ရှင်းနည်းကသူ့အတူပဲဘယ်လိုရှင်းမလို့ဆိုတော့ကဲစဉ်းစားကြည့်သမထကျင့်စဉ်တစ်ခုကိုကျင့်တဲ့အခါမှာအာယုန်တွေအများကြီးပဲပေးထားတယ်မြတ်စွာဘုရားကကတိုင်း10ပါးတို့အတုပ10ပါးတို့အာနာအနုတ္တိ10ပါးတို့အများကြီးပဲပေးထားတယ်ထဲမှာကဲအလွယ်ဆုံးဟာလေးတစ်ခုကိုကြည့်အလွယ်ဆုံးဆိုတာကိုယ်နဲ့အနည်းဆုံးဟာလေးတစ်ခုတခြားမှရှားစရာမလိုဘူးဘာလဲလို့ဆိုရင်24နာရီမပြတ်မိမိရဲ့နှာခေါင်းကရှူသွင်းရှိုက်ထုတ်လုံးနေတဲ့လေကလေးအဲ့ဒီလေကလေးကိုသုံးချအောင်နော်လေကိုသုံးချတာအခုကလေရသည်ဆိုပြီးတော့လမ်းဘေးမှာဒီကားဘိန်းထဲမှာလေထဲတဲ့လူတွေပဲလေသုံးချနေကြတာနော်ကိုယ်နှာခေါင်းကထွက်လေဝင်လေလေးကိုသုံးချသမထကျင့်တဲ့တစ်ခုကိုသုံးချဘယ်လိုသုံးချမလို့ဆိုစဉ်းစားကြည့်ပေါ့မြတ်စွာဘုရားဟောတဲ့နိလန်းလေးကိုယူထားမဟာတတိပ္ပဏသုံးပါဘယ်လိုဟောတော့ဒါလက်တွေ့လုပ်ကြည့်ရဆင်ញင်ရရက်ကိုသွားတဲ့ဘာလို့ဆင်ញင်ရကိုရွေးရလို့ဆိုစူးညံနေလို့ရှိရင်စိတ်ဟာဘယ်လိုလုပ်ပြီးတော့အာယုန်တစ်ခုတည်းပေါ်မှာထားလို့ရမှာတော့မရနိုင်ဘူးဒါကိုဆင်ញင်ရလေးနေရာကိုသွားတခြားမရဘူးဆိုကိုယ့်အိမ်နဲ့ကိုယ်တကားလုံးအောင်ပိတ်ငြိမ်တဲ့နေရာတယောက်တည်းမှာလုပ်အဲ့ဒီမှာပန်လင်ကံအာဘူးစိတ်တော်ဟာတင်းပြင်းခွေးထိုင်မယ်မျိုးသမီးတွေဆိုရင်ဒုတုတ်ထိုင်မယ်ဥဆုံးကာယံပဋိဒါယခါထက်ကိုလေးကိုဆန့်ထားမယ်ခါရဲ့ခေါင်းရဲ့မတ်မတ်ကလေးထားဘာလို့မတ်မတ်ကလေးထားရတော့ဆိုခါကြီးကုန်းနေလို့ရှိရင်ကြောမှာအယိုးအစစ်ပေါင်း18ခုရှိအဲ့ဒီ8ခုကစောင်းနေတယ်ဆိုလို့ရှိရင်အယိုးစွန်းလေးတွေကဖိပြီးတော့နောက်ကျရင်ခါနာတွေယောဂဝိရဏဖြစ်တယ်ကြာရှည်မထိုင်နိုင်ဘူးဒါကြောင့်မို့ခေါင်းကြီးလည်းငုံမထားရဘူးခါကြီးလည်းကုန်းမထားရဘူးဖြောင်းဖြောင်းလေးထိုင်လို့ပြောတာကြာရှည်ထိုင်လည်းဘာမှမဖြစ်ဘူးဖြောင်းဖြောင်းထိုင်ဒီလိုပြောတာနော်ပရိမုခံတတိန်ဥပတ္တပိတဝါထွက်လေဝင်လေလေးထိသွားတဲ့နေရာနှာသီးပြားနေရာလေးကိုအာယုစိုက်ထားအာယုစိုက်ပြီးတော့စောင့်ကြည့်လေလေးကတိုးပြီးတော့ထွက်သွားတယ်လေလေးကတိုးပြီးတော့ဝင်လာတယ်တိုးပြီးတော့ထွက်သွားတယ်တိုးပြီးတော့ဝင်လာတယ်ဒါလေးကိုပဲစောင့်ကြည့်နေတာစိတ်ကလေးပဲမရောက်အောင်အဲ့ဒီနေရာစောင့်ကြည့်နေတာဒါသမထအကျင့်တစ်ခုအကျင့်နေတယ်လို့ခေါ်တယ်နော်
သမထကျင့်နေတော့ကြာလုံးလိုက်ရင်ဘာဖြစ်လာလဲလို့ဆိုရင်စိတ်တွေငြိမ်သွားအောင်ဖြစ်သွားပြီဒီအကျင့်လေးပေါ်မှာစိတ်တွေငြိမ်သွားပြီဆိုရင်တချို့ပုဂ္ဂိုလ်တွေမှာမိဂိုရန်လေးလို့ဖြစ်လာတယ်တချို့ပုဂ္ဂိုလ်တွေမှာအလင်းရောင်တန်းလေးလို့ဖြစ်လာတယ်ခန္ဓာကိုယ်မှာတခြားတွေမမြင်တော့ပဲနဲ့ဒီလေလေးဝင်ထွက်နေတာလေးပဲမြင်လာတဲ့အနေအထားမျိုးစိတ်တမာတိစွမ်းအားတွေတက်လာဒီလိုဆိုတာအဲ့ဒါလို့တမာတိစွမ်းအားတွေတက်လာပြီဆိုတဲ့အချိန်မှာစဉ်းစားကြည့်လိုက်ခုနကလိုလှတာကြည့်ခြင်းနဲ့ပါရတဲ့အတန်လေးနားထောင်ခြင်းနဲ့မွေးကြိုင်တဲ့အနံလေးနမ်းရှူခြင်းနဲ့အရသာရှိတာလေးစားခြင်းနဲ့ခန္ဓာကိုယ်အထိတွေ့လေးကြိုက်တယ်ဆိုတာမျိုးလာသေးရဲ့လားဒါနိဝရဏတွေကိုဖယ်ထားတာပဲတမာရီစွမ်းနဲ့ဖယ်ထားလိုက်တာဖယ်ထားလိုက်သည့်အတွက်ကြောင့်စိတ်ဟာအတော်ကြည်လင်ပြီးတည်ငြိမ်နေသည့်အတွက်ကြောင့်သဘာဝဒါပဲရှိတာပါလားဆိုတဲ့အသိစိတ်ကလေးပါပညာလေးပါအတက်လာတယ်တက်တယ်ဒါပြောတာနော်သမထကျင့်စဉ်ဆိုတာဒါကိုပြောတာဟိုဂါထာတွေရွတ်ထာတွေဒါတွေပြောတာမဟုတ်ဘူးပရိဒီစိတ်ထားတွေဒါတွေကိုပြောတာမဟုတ်ဘူးနော်သမထကျင့်စဉ်ဆိုတာမြတ်စွာဘုရားပေးတဲ့နိလန်းတိုင်းလို့ပရိစိတ်ဓာဟာကောင်းတင်းလုံးနေတာဟာသူကဘာနဲ့ဆန်လုံးဆိုတန္တရဝါဒနဲ့ဆန်နေအခုဘီယက်တိဘက်နိုင်ငံမှာပြန့်ပွားနေတဲ့ဝချိရယာနလို့ခေါ်တယ်အဲဒီဝချိရယာနရဲ့ဒီနီလန်းနေနဲ့သွားပြီးတော့သက်ဆိုင်နေတယ်ကုသိုလ်မရဘူးပြောတာမဟုတ်ဘူးဖရာကိုအာယုံပြုရင်တော့ကုသိုလ်ရတယ်ကုသိုလ်ရတာတော့ရတယ်သို့တော့ပရိစိတ်ထားပဲစဉ်းစားကြည့်လေရတော့အဖြစ်လူတွေကပရိစိတ်လို့ရှိရင်ဘယ်ရောက်တော့ဆိုရင်ဘယ်နှပတ်ရပြီဆိုတာကိုတွေ့နေတာလေပရိကတော့လက်ကတော့မှန်မှန်ဆွဲချနေတာပဲစိတ်ကဟိုရောက်ဒီရောက်နေလို့ရှိရင်တမာရိရတယ်လို့ပြောလို့မရဘူးအဲ့ဒါတမာရိမရဘူးတချို့များပရိစိတ်တာဆိုအနန္နာသူနားတော်မနေရဘူးဘာလို့လို့ဆိုပတ်ပေါင်းများစွာစိတ်ထားဆိုတဲ့အခါကျတော့တပတ်လောက်စိတ်ပြီးတဲ့အခါပရိကိုလက်ညှိုးတက်ပြီးတော့ရမ်းချလိုက်တာနော်အဲ့ဒါမျိုးတောင်လှုပ်တဲ့လူရှိတယ်လို့ကြားအဲ့ဒါလို့လှုပ်ကြတယ်အဲ့ဒါတွေကတော့အဓိပ္ပာယ်မရှိတဲ့လှုပ်ရတွေပဲနော်အဲ့တော့သမထကျင့်စဉ်ဆိုတာတခြားဟာတွေလှုပ်ရှားမှုအာယုံထွေပြားမှုမရှိစေပဲနဲ့တခုတည်းကိုအာယုံဆိုင်လို့အောင်ခုနကပတိလုံးလဲခြားသေးတယ်ဟိုဘက်ကလည်းအာယုံပြုတယ်ဆိုဘယ်နှခုဖြစ်လဲနှစ်ခုဖြစ်ခဏန်းကိုလည်းအာယုံပြုသေးတယ်ဆိုဘယ်နှခုဖြစ်သုံးခုဖြစ်အဲ့တော့သုံးခုကိုအာယုံဆိုင်တယ်ဆိုတဲ့ကဧကခတာတခုတည်းကိုဥတည်တယ်ဆိုတဲ့တမာတိဘယ်လိုလုပ်ဖြစ်မလဲဖြစ်နိုင်ဘူးအမှန်တမ်းခင်းတယ်လို့ဒီလိုပြောစကိုင်းတောင်ရိုးမှာမင်းတို့မင်းတရားကြီးလက်ထက်တုန်းကဘုရင်မင်းတရားကြီးကကိုးကွယ်တဲ့ထွတ်ခေါင်ဆရာတော်ကြီးဆိုတာကြားဖို့ကြတယ်အဲဒီဆရာတော်ကြီးကထွတ်ခေါင်ကျောင်းတိုက်ကနေပြီးတော့ကောင်းမှုတော်ဘုရားကြီးကိုဘုရားဘူးကြွတဲ့အခါမှာသူ့နောက်ကပန်းလာတဲ့ယောဂီတွေဒီလားရှင်နေပြောတယ်ဘုရားကြီးရောက်အောင်ဗုဒ္ဓနုတ္တိပွားပြီးတော့သွားတယ်အဲ့ဒီခေတ်ကပရိခိုင်ပြီးတော့သွားတဲ့အခါဟိုရောက်တဲ့အခါကျတော့ဆရာတော်ကြီးကမေးတဲ့ခမည်းတော်ဗျာကျောင်းကနေထွက်လာပြီးတော့ကောင်းမှုတော်ဘုရားကြီးရောက်သည့်အထိပရိပဏပတ်ရတော့ဆိုတချို့က10ပတ်ရပါတယ်ဗျာ15ပတ်တဲတော်ကြတယ်ဗျာကျုပ်ဖြင့်တစ်လုံးနှလုံးလေးတောင်မရခဲ့ပါဘူးလို့သူတို့ကအရေးအတွက်ပဲလုံတာလေဆရာတော်ကြီးကတော့ဘုရားကိုအာယုံရောက်မှပရိတစ်လုံးလေးမရောက်ဖဲနဲ့မချဘူးလေနော်ခင်ဗျာလို့ပရိအပတ်ပေါင်းများစွာရတယ်ဆိုတော့ရေတွဲနေတာသာရှိတယ်တကယ်ဘုရားကိုအာယုံရောက်တာမဟုတ်ချင်မှဟုတ်မှာကိုအဲ့ဒါတော့ကိုယ့်အကိုအတိဆုံးပဲလေကိုယ့်အကိုပရိစိတ်ကြီးကိုယ့်အကိုသိမှာပဲသူများပြောတာကအပူဟုတ်ပြီသမထဆိုဒီမှာနိဝရဏတရားတွေကိုငြိမ်အောင်လုပ်တာငြိမ်အောင်လုပ်တဲ့ကျင့်စဉ်တမာတိထူထောင်တာတမာတိကိုဖြစ်အောင်လုပ်တာဘာနဲ့လုပ်ရတော့ဆိုအာယုန်တစ်ခုနဲ့ပဲလုပ်ရ
နော်အာယုံတစ်ခုရှာတယ်အခုကြည့်လေဒီတမာတိကိုဖြစ်အောင်ဘာနဲ့တွဲဖက်ဘယ်ပေါ်မှာအလုံးလုံးထားတော့ဆိုထွက်လေဝင်လေပေါ်မှာအလုံးလုံးလိုက်တယ်ဗုဒ္ဓနုတ္တိပေါ်လုံးလို့မရဘူးလားရတယ်ဘုရားကုံကိုအာယုံပြုပြီးတော့လုပ်ဘုရားကုံကိုအာယုံစင်စစ်မပြတ်ဖြစ်နေအောင်လုပ်အဲ့ဒါအခုထွက်လေဝင်လေပေါ်မှာလုပ်အာနာပါနသတိအဲ့ဒါလို့စင်စစ်မပြတ်ဖြစ်နေပြီဆိုလို့ရှိရင်ဒါသမထအကျင့်ကိုကျင့်နေအဲ့ဒီသမထအကျင့်ဖြင့်ကာမိသန္တာနိဝရဏဆိုတာလေငြိမ်ဝတ်သွားတယ်နောက်ထပ်နိဝရဏတစ်ခုကဘာလို့ဆိုဗျာပါဒအလိုမကျဖြစ်နေတဲ့နိဝရဏဒေါသလို့ပြောတာအဲ့ဒါလဲဖြစ်မလာတော့ဘူးနောက်တစ်ခါထိနမိတ်တာတဲ့စိတ်မဝင်စားဘူးအိတ်ချင်းလာတယ်ထိုင်မိုင်းလာတယ်တော်ချင်းလာတယ်အဲ့ဒါကစိတ်ဆုပ်နေမှုတွေဖြစ်လာတယ်ဒါကိုထိနမိတ်တာနိဝရဏလို့စိတ်အားတက်ပြီးတော့တမာတိစွမ်းအားတွေတက်နေလို့ရှိရင်အိတ်ချင်းစိတ်ဆိုတာလည်းမလာဘူးဒါကြောင့်မလို့ထိနမိတ်တာဆိုတာကိုလည်းငြိမ်ဝတ်သွားအောင်လုပ်ထားတယ်ဥဒိစ္စဆိုတာစိတ်တွေလွင့်ပြန်နေတာဟိုအာယုန်ဒီအာယုန်ဘယ်ရောက်စုစည်းလို့မရအောင်ဖြစ်နေတာဥဒိစ္စကုက္ကုစ္စဆိုတာစိတ်ထဲမှာပူပန်နေတာအဲ့ဒါတွေလည်းငြိမ်ဝတ်သွားတယ်ဝိသိကိစ္စကိုလုံးတဲ့အလုံးဟာဟုတ်ကလားမဟုတ်ဘူးလားဆိုတဲ့အတွေးတွေလည်းမလာဘူးငြိမ်ဝတ်နေတယ်အဲ့ဒီလိုနိဝရဏတရားတွေငြိမ်ဝတ်သွားပြီဆိုမှသမထလို့ဒီလိုပြောတာနော်နိဝရဏတရားတွေမငြိမ်ဘူးဆိုရင်သမထမအောင်မြင်သေးဘူးတမာတိရလာပြီဆိုမှဒါတွေငြိမ်သွားမယ်အဲ့ဒီလိုတမာတိရလာပြီဆိုလို့ရှိရင်တော့အသိဉာဏ်ဖြစ်ဖို့ဟာလွယ်ကူသွားတယ်ပညာတွေအတွက်အခြေအနေကောင်းတွေဖြစ်ပေါ်လာတယ်ဒါကိုသမထဘာဝနာလို့ဒီလိုခေါ်တာနော်ဘယ်တိုင်းတာထိအောင်လုပ်ရမလဲလို့ဆိုလို့ရှိရင်အာယုံတစ်ခုပေါ်မှာဘယ်နှစ်နာရီကိုယ်စိတ်ကိုစိုက်ထားနိုင်တယ်လေဒီပေါ်မှာမူတည်တာနော်ဘယ်လောက်ကြာကြာထားနိုင်တယ်လဲအာယုံပေါ်မှာစိတ်အောင်မြင်သွားတဲ့ပုဂ္ဂိုလ်တွေဟာမိမိရွေးချယ်ထားတဲ့အာယုံလေးပေါ်မှာတနေ့ကုန်ထားလို့ရမယ်2ရက်ထားလို့ရမယ်3ရက်ထားလို့ရမယ်အဲ့ဒါလို့အတိုင်းအတာထိအောင်စွမ်းရည်တတိတွေတက်လာအောင်လုပ်ရမယ်အဲ့ဒါလို့လုပ်ပြီးဆိုလို့ရှိရင်ဒီအာယုံလေးကိုစူးစိုက်ပြီးတော့ရှုနိုင်လို့တမာတိစွမ်းအားတွေဒါမြင့်လာတာကိုဇံလို့ခေါ်တာပဲဇံဆိုတာဒီအချိန်မှာကောင်းရင်ပြန်လာတယ်မဆိုင်ဘူးအာယုံလေးကိုစူးစိုက်ရှုနေပထမဇံအဆင့်မှမပြန်နိုင်ဘူးဒုတိယဇံအဆင့်မပြန်နိုင်ဘူးတတိယဇံအဆင့်မပြန်နိုင်ဘူးသရုဒ္ဓဇံအဆင့်ရောက်သွားပြီဆိုတဲ့အခါကျတော့တမာတိကသိကောင်းသွားပြီအဲ့ကြဘယ်လောက်ထိကောင်းသွားတော့ဆိုအသက်တောင်မရှူတော့တဲ့အနေအထားမျိုးရောက်သွားတယ်နော်ဒါဖြင့်အသက်မရှူဘူးဆိုရင်အာနာပါနလုံးလို့ရသေးလားလို့ဆိုအာနာပါနအာယုံနဲ့တော့မဟုတ်ဘူးတခြားအာယုံနဲ့ဖြစ်သွားအဲ့ဒီလိုသရုဒ္ဓဇံတမာတိအရှိန်ရပြီဆိုတော့မှတကူအဘိညာဉ်နေဖန်ဆင်းလို့ရတယ်တမာတိစွမ်းအားနဲ့ကိုဖြစ်ချင်တာတွေဖြစ်လာတယ်စနစ်တကျလုပ်ရင်ဖြစ်လာတယ်အဲ့ဒီအတိုင်းအတာထိအောင်သမထကျင့်စဉ်ကိုကျင့်လို့ရတယ်လို့ဒီလိုပြောတာနော်အဲ့တော့သမထကျင့်စဉ်ရဲ့အကျိုးဟာလမ်းဆုံးဟာဘာလဲလို့မေးမယ်ဆိုရင်တော့အဘိညာဉ်ပဲဒါဖြင့်ပထမဇန်အဘိညာဉ်မရရင်ဘာအကျိုးရှိတော့ဆိုသမထရတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်ကိုငြိမ်အောင်ထားပြီးတော့နေရတာဟာစိတ်အနားယူနေတာနဲ့အလားတရတူတယ်ချမ်းသာတာပေါ့စိတ်ဟာလှုပ်ရှားသွားလာနေလို့ရှိရင်စိတ်ကပင်ပန်းနေမှာလူတွေကြည့်လေတဏီကုံဟိုသွားလိုက်တောင်းသွားလိုက်မြောက်သွားလိုက်ဟိုလှုပ်လိုက်ဒီလှုပ်လိုက်ပင်ပန်းလာတာနော်ငြိမ်ငြိမ်နေအနားယူလိုက်ရတယ်စိတ်ကလည်းပဲတူတူပဲလူကထိုင်နေပြီပဲလို့စိတ်ကသွားနေတာလေသွားနေတော့စိတ်ကိုအနားပေးလိုက်တာအာယုံတစ်ခုတည်းပေါ်မှာထားလိုက်တာစိတ်ရဲ့အနားယူမှုလို့ခေါ်တယ်စိတ်ချမ်းသာမှုတွေရသွားတယ်ဒါကြောင့်မို့ဒိဋ္ဌဓမ္မဒုက္ခဝိဟာရတဲ့မျက်မှောက်ဘဝမှာချမ်းသာတာနေလိုက်ရတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာဒါကသမထဘာဝနာအဲ့ဒီသမထဘာဝနာနဲ့တင်နိဗ္ဗာန်ရောက်လာလို့ဆိုမရောက်သေးဘူးသမထဘာဝနာကိုလည်းကျင့်ရမယ်
သမထဘာဝနာနဲ့နိဗ္ဗာန်မရောက်သေးဘူးဆိုလို့ရှိရင်နိဗ္ဗာန်ရောက်ဖို့အတွက်နောက်ထပ်ဘာဝနာတစ်ခုရှင်းဖို့လိုတယ်အဲ့ဒီနောက်ထပ်ဘာဝနာတစ်ခုဘာခေါ်တော့ဆိုဝိပဿနာဒါကြတော့ပညာဘာဝနာလို့ခေါ်တယ်ပညာဆိုဒီမှာခုနကအာယုတစ်ခုတည်းပေါ်မှာစိတ်ကိုစိုက်ထားတာမဟုတ်တော့ဘူးအာယုတစ်ခုပေါ်တည်းမှာစိတ်ကိုစိုက်မထားတော့ပဲနဲ့တဘာဝအာယုကိုသိအောင်လုပ်တာဖြစ်ပါတယ်သူကြတယ်သိတဲ့ဘက်ကိုဥလဲ့သွားတယ်ငြိမ်တဲ့ဘက်ကိုဥမလဲ့ဘူးသိတဲ့ဘက်ကိုဥလဲ့သွားတယ်တဘာဝတရားရဲ့စင်စစ်မပြတ်ဖြစ်မှုတွေကိုသိရှိနားလည်လာတယ်ပေါ့ဒီလိုဆိုတော့ပေါ့နော်ဒါကြောင့်မို့ဝိပဿနာဘာဝနာအားထုတ်တော့မယ်ဆိုလို့ရှိရင်ခုနကအာနာပါနပေါ်မှာအားထုတ်မလားဆိုရင်ဘယ်လိုအားထုတ်မလဲထွက်လေဝင်လေလေးပေါ်မှာအားထုတ်တဲ့အခါခုနထွက်လေဝင်လေတစ်ခုတည်းပေါ်မှာစိတ်ကိုစူးစိုက်ထားတာဝိပဿနာအားထုတ်ပြီဆိုတဲ့အခါမှာတစ်ခုတည်းကိုစူးစိုက်ထားเสียမလိုတော့ဘူးရှူသွင်းလိုက်တဲ့လေကလေးရယ်အဲ့ဒီလေကလေးထိသွားတဲ့နှာသီးပြားနေရာလေးရယ်ထိမှန်းသိလိုက်တဲ့စိတ်ကလေးရယ်ဟောသုံးခုတတိထားသုံးခုဖြစ်တယ်ဆိုတာတတိထားတတ်လားလေလေးကတစ်ခုလေလေးထိတဲ့နှာသီးပြားမှာရှိတဲ့ကာယပတာရဆိုတာလေးကတစ်ခုအဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့ဖြစ်ပေါ်လာတဲ့အသိစိတ်လေးလေလေးထိရင်ထိသွားမှန်းသိလိုက်တဲ့အသိလေးအဲ့ဒီအသိလေးတစ်ခုတိုးလာအဲ့ဒီအသိလေးရယ်လေရယ်ကာယပတာရရယ်လေလေးကိုဖုဒ္ဓဘာယုံလို့ခေါ်တယ်ဖုဒ္ဓဘာယုံထိတဲ့နေရာကိုကာယပတာရလို့ခေါ်တယ်ထိမှန်းသိလိုက်တာကိုကာယဝိညာဉ်စိတ်လို့ခေါ်တယ်ဟောသုံးခုဖြစ်သွားအဲ့ဒီလိုသုံးခုဖြစ်နေတာကိုသိတာဒါပညာနဲ့သိတဲ့အသိတစ်ခုဖြစ်လာတယ်ပေါ့အဲ့ဒီချိန်မှာတမာတိမပါရဘူးလားပါတယ်ဒါပေမဲ့စိတ်ငြိမ်အောင်လုပ်ထားတာမဟုတ်ဘူးဒီအသိသုံးခုလေးပေါ်မှာတခြားစိတ်ကွာမသွားတတိရှိရတယ်တမာတိရှိရတယ်အဲ့ဒီနောက်မှာအသိပညာရှိရတယ်တမ္မာကြိုးစားအထုတ်မှုဆိုတာရှိရတယ်စင်စစ်မပြတ်သိနေအောင်ကြိုးစားအထုတ်တာကိုတမ္မာဝါယာမလို့ခေါ်တယ်အာယုန်နဲ့အတွေ့နေတာကိုတမ္မာတတိလို့ခေါ်တယ်အဲ့ဒီအာယုန်ပေါ်မှာစိတ်ကလေးတည်ငြိမ်နေတာကိုတမ္မာသမာဓိလို့ခေါ်တယ်ဒီသဘာဝလေးသုံးခုကိုဆင်ញင်စဉ်းစားတာကိုတမ္မာသင်္ကပ္ပလို့ခေါ်တယ်သဘာဝတရားတွေကိုသိလိုက်တာဘယ်လိုသိလိုက်သလဲလို့ဆိုလို့ရှိရင်လှုပ်ရှားနေတဲ့သဘောလေးကတစ်ခုပါလားထိုလှုပ်ရှားနေတဲ့အရာလေးကလာတိုးထိသွားတဲ့သဘာဝလေးကတစ်ခုပါလားထိမှန်းသိလိုက်တဲ့သဘာဝလေးကတစ်ခုပါလားလို့သဘာဝလေးတွေရှုတော့ကနေကြည့်တဲ့အခါသုံးမျိုးသုံးစားသူတွေ့လာတယ်တစ်ခုနဲ့တစ်ခုမတူဘူးဆိုတာဆိုပါတော့လေလေးရဲ့သဘောကရွေ့ရှားတယ်တွန်းကန်တာဒါလေးရဲ့သဘောနာသီးရလေးကလေလေးထိမှုကိုလက်ခံတဲ့သဘောထိမှန်းသိလိုက်တဲ့အသိစိတ်လေးကသိတဲ့သဘောဆိုဟောသဘာဝချင်းမတူလို့သဘာဝသုံးခုဆိုတာကိုသိတာအဲ့ဒီလိုသိလာတာတမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့တော့ဝိပဿနာကအဲ့ဒီအသိကိုဦးစားပေးတာအသိကိုဦးစားပေးတာဒါဝိပဿနာဝိဆိုတာထူးထူးခြားခြားပဿနာမြင်တာတဲ့ဒါကအများမြင်တဲ့အနေအထားမျိုးမြင်တာမဟုတ်ဘူးထူးခြားတဲ့အမြင်တစ်ခုမြင်လာတာနောက်တစ်ခါစာပေကျမ်းဂန်တွေမှာတော့အမြင့်ကိုဖွင့်တာအစစ်မြင့်တာကိုဖွင့်တဲ့အခါကျတော့မမြဲတဲ့သဘောတွေမြင်လာတယ်ဆင်းရဲတဲ့သဘောတွေကိုမြင်တယ်ကိုယ်မပိုင်တဲ့သဘောတွေမြင်လာတယ်ဆိုတာဒါအစစ်မြင့်လာတယ်ဝိပဿနာအဲ့ဒီအဓိပ္ပာယ်ထိအောင်သွားတာဝိပဿနာထူးထူးခြားခြားမြင်တာကိုလည်းဝိပဿနာလို့ခေါ်တယ်စာပေကျမ်းဂန်တွေမှာဖွင့်တဲ့အတိုင်းအနိစ္စလို့မြင်တယ်ဒုက္ခလို့မြင်တယ်အနတ္တလို့မြင်တယ်အမျိုးမျိုးချင်းချင်းအသုံးမျိုးဖြင့်သိမြင်တာကိုလည်းဝိပဿနာလို့ခေါ်တယ်ပေါ့
အဲ့ဒါကြတော့ဉာဏ်ကိုဖြစ်အောင်လုပ်တာပညာကိုဖြစ်စေပညာကိုပွားစေတာဖြစ်သောကြောင့်ဝိပဿနာဘာဝနာလို့ခေါ်တယ်ပညာဘာဝနာလို့လည်းခေါ်တယ်အသိပညာတွေတိုးလာခုနတုန်းကသမထကနိဝရဏတရားတွေကိုငြိမ်ဝတ်သွားအောင်လုပ်တယ်အခုဝိပဿနာဘာဝနာကြတော့ဘာတွေကိုဖယ်ရှားတာတုံးဆိုမသိတဲ့အဝိဇ္ဇာကိုဖယ်ရှားတယ်တော့မသိဘူးလေဒီသဘောတွေမသိဘူးမသိတဲ့အဝိဇ္ဇာကိုဖယ်ရှားတယ်တွေ့တာမဲ့တဏှာကိုဖယ်ရှားတယ်မုန်းတီးတဲ့ဒေါသကိုဖယ်ရှားတယ်ကိလေသာတွေကိုဖယ်ရှားနေတာလို့ပညာကြတော့ကိလေသာတွေကိုဖယ်ရှားတယ်အဓိကအဖြစ်ဝိပဿနာဆိုတာပညာဖြစ်သည့်အတွက်ကြောင့်မသိတာကိုဖယ်ရှားတယ်ပေါ့မသိတာဖယ်နိုင်မှတွေ့တာမှုတွေမုန်းတီးမှုတွေဆိုတာဖယ်ရှားနိုင်တယ်မသိမှုကအဓိကကြတယ်ပေါ့ဒီလိုဆိုလိုတာပေါ့အဲ့ဒီလိုကိုတမာရီကိုထူထောင်ကြည့်နောက်ပြီးတော့ဝိပဿနာဆိုတဲ့အသိဉာဏ်တွေရအောင်လုပ်ကြည့်သမထဘာဝနာဝိပဿနာဘာဝနာဒီဘာဝနာနှစ်ခုနဲ့စခန်းသွားလိုက်လို့ရှိရင်တမာရီကလည်းတိုးတက်လာမယ်ပညာဘက်ကလည်းတိုးတက်လာလိမ့်မယ်တဲ့ပညာတိုးတက်လာခြင်းဖြင့်ကိုယ်တဏ္ဍာမှာရှိသမျှမှားယွင်းတဲ့အတွေးတွေတို့မှားယွင်းတဲ့အမြင်တွေတို့ပျောက်ကွယ်သွားလိမ့်မယ်စိတ်ရဲ့အညစ်အကြေးဖြစ်တဲ့ကိလေသာတွေဟာလည်းပျောက်ကွယ်ပြီးတော့သွားလိမ့်မယ်ဒါနဲ့ဖယ်ရှင်းသွားတာဒါဟာနိဗ္ဗာန်ကိုသွားနေခြင်းပဲဖြစ်တယ်ပေါ့နိဗ္ဗာန်ကိုသွားတာဆိုတာတခြားနည်းနဲ့သွားလို့မရဘူးနိဗ္ဗာန်သွားခြင်းဒီလမ်းကြောင်းကပဲလျှောက်တယ်အဲ့ဒီလမ်းကြောင်းဟာဘာလဲလို့ဆိုရင်မဂ္ဂင်၈ပါးပဲအခုသွားနေတာမဂ္ဂင်၈ပါးနဲ့သွားနေတာပြန်ပြီးတော့စဉ်းစားကြည့်သီလဆိုတာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတာကိုချင်းသီလကိုအရင်စောင့်တည်လိုက်တယ်စောင့်တည်လိုက်သည့်အတွက်ကြောင့်ကာယကံဝစီကံဆိုတာစင်ကြယ်ပြီးတော့သွားတယ်ကာယကံဝစီကံစင်ကြယ်သွားတဲ့ပုဂ္ဂိုလ်ဖို့အနဝိဇ္ဇဒုက္ခဆိုတဲ့အပြစ်ကင်းတဲ့ချမ်းသာတစ်ခုကိုသူခံစားရတယ်ပေါ့အဲ့ဒီပုံမှာအခြေခံပြီးတော့ဖြစ်စေဖြစ်ပေါ်နေခိုက်အာယုန်လေးတွေပေါ်မှာသိအောင်ကြိုးစားတာကသမ္မာဝါယာမကြိုးစားအထောက်မှုအာယုန်နဲ့စိတ်နဲ့မပြတ်တွေးဆုံပေးနေတာကသမ္မာတတိအဲ့ဒီအာယုန်လေးပေါ်မှာစိတ်တွေစိတ်ဆွမ်းအားတွေစုကြနေတာကသမ္မာသမာဓိအမှန်ကန်သဘာဝတရားကိုစဉ်းစားနေတာကသမ္မာသင်္ကပ္ပအမှန်သိတာကသမ္မာဒိဋ္ဌိလို့ဟောသမ္မာဒိဋ္ဌိကိုအားပေးတဲ့သဘာဝတရားက၄ခုသမ္မာဒိဋ္ဌိဆိုတာပညာကတစ်ခုအဲ့ဒီ၅ခုဖြစ်ပေါ်နေတာကိုပဲနိဗ္ဗာန်သွားနေတယ်ဝိပဿနာအလုပ်အားထုတ်နေတယ်လို့ဒီလိုခေါ်တာနော်အဲ့ဒီ၅ခုကိုပဲမက္ခလို့ခေါ်တယ်သီလပါအပါဝင်၈ခုဟာငါမက္ခအဲ့ဒီမက္ခဆိုတာဘာကြောင့်မက္ခလို့ခေါ်တော့ဆိုတော့မက္ခရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်နိဗ္ဗာနတ္ထိကေဟိခဝေတိယတိတိမက္ခိယတိခဝေတိယတိတိမက္ခောနိဗ္ဗာန်လိုချင်ရင်ဒီတဘာဝတရား၈ခုကိုယ်တဏ္ဍာမှာရှာရမယ်ရအောင်လုပ်ရမယ်ဒီလိုဆိုလို့သူတို့ကိုရအောင်မလုပ်ဖဲဒီ၈ခုမပါပဲနိဗ္ဗာန်သွားလို့မရဘူးကားစီးခြင်းလို့ရှိရင်လိုင်းကားနဲ့သွားခြင်းနဲ့ဆိုရင်ကားကအရင်မရှာရပေဘူးလားရှားတာလို့ပဲနိဗ္ဗာန်ကိုသွားခြင်းပြီဆိုလို့ရှိရင်တော့ဒီ၈ခုရှာတယ်ဆိုတာကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ခုနနီးတိုင်ဖြစ်တာခုနကြည့်လေထွက်လေဝင်လေလေးပေါ်မှာဖြစ်အောင်လုပ်တာပဲအဲ့ဒါလို့ဖြစ်အောင်လုပ်ဒီ၈ခုဟာပူးပေါင်းပြီးတော့ဆောင်ရွက်တာဒါကြောင့်မို့နိဗ္ဗာန်သွားခြင်းတဲ့ပုဂ္ဂိုလ်တိုင်းနိဗ္ဗာန်အဋ္ဌိကေဟိခဝေတိယတိမက္ခိယတိခဝေတိယတိတိမက္ခောတဲ့နိဗ္ဗာန်သွားခြင်းတဲ့ပုဂ္ဂိုလ်ကြီးရှာရမယ့်အရာဖြစ်သောကြောင့်မက္ခဒီ၈ခု
ဟုတ်ပြီကိုယ်တဏ္ဍာမှာရပြီဆိုတော့နိဗ္ဗာန်သွားခြင်းလို့သူတို့ကိုရှာလိုက်ပြီနိဗ္ဗာန်ကိုဘယ်သူကရှာပေးမှလဲဆိုရင်ဘယ်သူမှရှာပေးမှာမဟုတ်ဘူးနိဗ္ဗာန်မက္ခတိခဝေတတိတိမေကောဒီရှိခုကပဲနိဗ္ဗာန်ကိုရှာပေးမှာတခြားရှာပေးမဲ့ဟာမရှိဘူးเนาะကိုယ်တိုင်လိုက်ရှာနေရမှာမဟုတ်ဘူးဒီရှိခုကိုထူထောင်ခြင်းဖြင့်ဒီရှိခုကပဲနိဗ္ဗာန်ဆိုတာရှာပေးလိမ့်မယ်နိဗ္ဗာန်ဆိုတာဘယ်မှာလဲဆိုတာသူတို့ကပြလိမ့်မယ်ဒါကိုပဲလုံနေုံပဲဟုတ်ပြီကိုလုံလို့ဒီသဘာဝတရားတွေကိုယ်တဏ္ဍာထဲမှာရင့်တန်လာပြီရင့်တန်လာပြီရင့်ကျက်လာပြီပြည့်ပြည့်ဝဝကြီးဖြစ်လာပြီဘယ်ရာပဲဖြစ်ဖြစ်လေရင့်တန်လာမှဖြစ်တာဟုတ်မရင့်တန်ရင်ဘယ်ဖြစ်မလဲအဲ့တော့ရင့်တန်လာပြီဆိုရင်နိဗ္ဗာန်ကိုဘယ်ပုံရောက်သွားတာတုံးလို့မေးတဲ့အခါကျတော့ကိလေသေမာရင်စတိတိမေခောတဲ့ဟောဒီရှိခုကပဲတခုတည်းလို့ဖြစ်ပြီးတော့တပိုင်းကကိလေသာတွေကိုဖယ်ပလိုက်တယ်တပိုင်းကနိဗ္ဗာန်ကိုရောက်သွားတယ်ဟောသူတို့ပဲလုံးပါဆိုလိုတာကဝိပဿနာကျင့်စဉ်ကိုကျင့်နေခြင်းဒီဟောဒီမဂ္ဂင်၈ပါးနဲ့ပဲကျင့်တာကျင့်လို့အောင်မြင်သွားပြီအဆင့်အမြင့်ဆုံးအဆင့်ရောက်သွားပြီဆိုလို့ရှိရင်တော့ဒီရှိခုကစွမ်းအားတွေတက်ပြီးတော့စိတ်ခွန်အားတွေမြင့်မာလာပြီးတော့နိဗ္ဗာန်ကိုမြင်လိုက်တာနဲ့တပြိုင်နက်အရှုပ်အထွေးတွေစိတ်ရဲ့အနောက်အကြည့်တွေကိလေသာတွေအလုံးအရှင်းသွားတပြိုင်နက်ဖြစ်တာစဉ်းစားကြည့်တော့မိကလေးထွန်းလိုက်တာနဲ့တပြိုင်နက်အလင်းရောင်ရတာရဲ့အမှောင်ပြောက်တာရဲ့ဘယ်သူကအရင်ဖြစ်ဘယ်သူကနောက်ကျတယ်လို့ထင်တော့တူတူပဲဖြစ်တာမဟုတ်လားအမှောင်လည်းပြောက်တယ်အလင်းလည်းရောက်တယ်ဆိုတာတပြိုင်နက်ဖြစ်တာနော်အလင်းကအရင်ဖြစ်ပြီးအမှောင်ကနောက်မှဒီလိုမဟုတ်ဘူးအရှိလောကရကနေမင်းကြီးပေါ်ထွက်လာတဲ့အခါမှာအလင်းရောင်ဖြန့်ကျက်လိုက်တာအမှောင်ကြီးပြောက်သွားတယ်ဟောနေမင်းကြီးထွက်တာကအရင်လားအမှောင်အလင်းရောင်ထွက်တာကအရင်လားအမှောင်ပြောက်တာကအရင်လားဆိုတော့မဟုတ်ဘူးတူတူပဲထွက်လိုက်တာနဲ့လင်းလိုက်တာနဲ့တပြိုင်နက်အမှောင်ပြောက်သွားပြီလေအခုလည်းပဲတူတူပဲနိဗ္ဗာန်ကိုမြင်လိုက်တာနဲ့ကိလေသာတွေပျောက်သွားပြီဒီအဓိပ္ပာယ်ကိုဆိုလိုတာနော်ကိလေသာတွေပျောက်သွားလို့နိဗ္ဗာန်ကိုမြင်လိုက်တာနိဗ္ဗာန်ကိုမြင်လိုက်တာနဲ့လည်းကိလေသာတွေပျောက်သွားတယ်ဒီဟာကိုကြည်ရပြီးတော့ဘာဝနာနှစ်ပါးစိတ်ခွန်အားလို့ဒီလိုပြောတာစိတ်ရဲ့ခွန်အားဒီနှစ်ခုအဲ့ဒီခွန်အားနှစ်ခုဟာဒါနကောင်းမှုလုပ်ရတယ်လို့ဝေယဝိဆတွေမရှိဘူးသီလဆောက်တည်ရတယ်လို့ဝေယဝိဆတွေမရှိဘူးကမ္မထာအထုတ်ရတာဝေယဝိဆအ ਨੇ ဆုံးဖြစ်ပြီးတော့ဖြစ်သည့်အတွက်ကြောင့်အကုန်အကျဘာတစ်ခုမှမရှိဘူးရှိရတာဒါနလုပ်ပြီးဆိုရင်ပတ်စံကုန်သေးတယ်လေသီလဆောက်တည်ပြီးဆိုလို့ရှိရင်လေအနည်းငယ်ကုန်ကြရှိသေးတယ်ဟောဘာဝနာလုပ်ပြီးဆိုရင်ဘာမှကုန်ကြစရာမရှိဘူးအဲသွားတော့မတွေ့နဲ့ရိတ်တာသွားလို့ရှိရင်တော့ထမင်းဘုတ်ဘလောက်ပေးရတယ်လို့တော့သွားမထွက်ဘူးနော်အဲ့ဒါတခြားကိုယ့်အကိုတရားထုတ်ပြီးဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာလှုပ်လှုပ်ရတဲ့အလုပ်တစ်ခုဟာသူများစီကဘာရှာစရာလိုသေးလို့လဲဘာမှအကုန်ကြမရှိဘူးဒါကြောင့်မို့လို့နိဗ္ဗာန်ရောက်တယ်ဆိုတာစေရဏတုတ်ပရိတ်ထဲမှာပါတယ်မဟုတ်လားလတ္တာမုဒ္ဓာနိဗ္ဗုတိဘုံဇမာနာဆိုနိဗ္ဗာန်ချမ်းသာကိုခံစားတာဒါမုဒ္ဓာအခကြေးငွေဘာမှမပေးရဘဲနဲ့လတ္တာရတာတဲ့ဝဲယူရတာမဟုတ်ဘူးကိုယ်တိုင်ကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်နိဗ္ဗာန်ကိုအာရုံပြုနိုင်အဲ့တော့နိဗ္ဗာန်ဟာအနည်းလေးပဲဒီလိုဆိုလိုတာပေါ့လှုပ်လိုက်တာနဲ့နိဗ္ဗာန်ဆိုတာတွေ့မှာပဲမလှုပ်သေးရင်တော့ဝိနေဥမှာပဲလို့ဒီလိုပြောရမှာပဲဒီလိုဆိုတာအဲ့ဒါကြောင့်မလို့ဘာဝနာနှစ်ပါးစိတ်ခွန်အားလို့ဆိုတော့သမထဆိုတာနဲ့လေနိဗ္ဗာန်တရားတွေကိုရှင်းဖို့လိုအပ်တယ်ဝိပဿနာဆိုတာနဲ့လည်းပဲအမှန်သိအောင်လုပ်ဖို့လိုအပ်တယ်အဲ့တော့ဝိပဿနာလမ်းကြောင်းကိုသွားတဲ့အခါမှာသမထအာယုန်တွေကခုနကအာနာပါနဆိုတာမျိုးကြတော့
ဝိပဿနာနဲ့သွားလို့လည်းရတဲ့အာယုံပဲအကယ်၍ဝိပဿနာနဲ့သွားလို့မရတဲ့အာယုံဆိုရင်ဘယ်လိုအာယုံပြုရအောင်ဆိုသမထကျင့်စဉ်တစ်ခုကျင့်တဲ့အခါမှာစိတ်တွေတည်ငြိမ်ပြီးတော့အေးချမ်းလာအဲ့ဒီအေးချမ်းလာတဲ့စိတ်ကိုပဲပြန်ပြီးတော့ဝိပဿနာရှုတာနော်အဲ့ဒီအေးချမ်းလာတဲ့စိတ်သို့မဟုတ်သမထကျင့်လို့ရလာတဲ့စိတ်အစဉ်ဇန်တွေကိုပဲဝိပဿနာအနေနဲ့ပြန်ရှုအဲ့တော့အချင်းချင်းမှတ်ဖို့ရကတော့ဝိပဿနာဆိုတာဝိပဿနာရဲ့အာယုန်ဒီယုံနာနှစ်မျိုးကလွယ်လို့ဘာမှမရှိဘူးယုံနဲ့နာမယ်ရှုရမယ်ဝိပဿနာဆိုတာအဲ့တော့ပရမတ္ထအာယုန်လို့ခေါ်တယ်ပရမတ္ထအာယုန်ဆိုတာတကယ်အဖြစ်မြန်မှန်ကိုပြောတာဒီသမထရဲ့အာယုန်ကြတော့ပညာအာယုန်ခေါနထွက်လေဝင်လေဆိုတာထွက်လေဝင်လေပညာကိုရှုရတယ်လေကိုမရှုရလေဆိုတဲ့ဝါယောဓာတ်ဆိုတာကိုမကြည့်ရဘူးလေသဘောကိုမကြည့်ရဘူးထွက်လေဝင်လေဆိုတဲ့အရာသုံးအတိုင်းပဲလေကိုရှုတယ်လို့ပဲဒီလိုပဲမှတ်ပြီးတော့လေရဲ့တဘာဝအာယုန်နမိတ်အနေနဲ့ပဲကျင့်ရတယ်ဒါကသမထကပညာကိုအာယုန်ပြုတယ်ဝိပဿနာကပရမတ်ကိုအာယုန်ပြုတယ်ဝိပဿနာရဲ့အာယုန်ဒီယုံနဲ့နာနှစ်မျိုးပဲရှိတယ်ထိုယုံနံဆိုဒီမှာမိမိရဲ့တဏ္ဍာမှာဖြစ်နေခိုင်ဖြစ်တဲ့ယုတ်တည်နံနေပဲလို့ဒီလိုအကျဉ်းအဖြစ်မှတ်သားရမယ်ပေါ့ဒါအသေးစိတ်ပြောတာမဟုတ်ဘူးဝိပဿနာကျင့်ပုံကျင့်နည်းနဲ့လမ်းကြောင်းလေးကိုပေးတာနော်အဲ့ဒါလိုကျင့်ရမယ်အဲ့ဒါကြောင့်မို့လို့သမထနဲ့ဝိပဿနာဆိုတာနှစ်ခုကျင့်ရဝိပဿနာတန်တဲ့ပုဂ္ဂိုလ်တွေကြတော့ဟာသမထကတန်မြာရှိတယ်လို့ဘာလို့မပြောကောင်းဘူးအဲ့ဒါလို့နော်တန်မြာရှိတာကသမထမဟုတ်ဘူးကိုယ့်ရဲ့စိတ်ပဲကိုယ်ကနေခံစားခြင်းနေတဲ့တဏှာကြောင့်သာလင်တန်မြာရှိတာသမထကတန်မြာရှိဖို့အတွက်ဘာတစ်ခုမှမပါဘူးသူမှာနိဝရဏတရားတွေကိုနှိမ့်နှင်းတာသူ့အလုပ်ပဲအဲ့ဒီပေါ်မှာကိုယ်ကကျေနပ်ပြီးတော့နေခြင်းလာတာကြောင့်မို့တန်မြာရှိတာလေသမထကိုမကျင့်ရဘူးဝိပဿနာတန်တဲ့ပုဂ္ဂိုလ်ကလည်းသမထနဲ့နိဗ္ဗာန်မရောက်ဘူးဝိပဿနာမှရောက်တယ်ဒီလိုလဲပြောလို့မရဘူးသမထဆိုဒီမှာယမယံခါတမာရီကိုခေါ်တာတမာရီနဲ့ပညာဟာတွဲဖက်နေရတယ်အမြဲတမ်းကြည့်မဂ္ဂင်၈ပါးထဲမှာသမ္မာသမာဓိဆိုတာသမထကိုပြောတာပဲသမ္မာသမာဓိရှိတော့မှသမာဟိတတဉာဏ်လို့ဆိုတဲ့အတိုင်းသမာဓိရှိမှဉာဏ်ဆိုတာဖြစ်တယ်တမ္မာဒိဋ္ဌိဆိုတာဖြစ်တယ်ဒါကြောင့်မို့သမထမကျင့်ရဘူးလို့လည်းမဟောရဘူးမပြောရဘူးသမထကိုအပုပ်မချရဘူးဝိပဿနာသာကျင့်ရမယ်နိဗ္ဗာန်ရောက်ခြင်းဝိပဿနာမပါဘဲနဲ့သမထမပါဘဲနဲ့ဝိပဿနာကျင့်ဖြစ်တယ်သမထမပါဘဲနဲ့နိဗ္ဗာန်ရောက်တယ်လို့လည်းဟောလို့မရဘူးဒါဟုတ်ကဲ့လားဒါကဆုံးသွားတဲ့ဟာသူကအေကြည့်မြတ်စွာဘုရားရဲ့တရားတော်အကိုးကားနဲ့လည်းမှတ်သားတမာတိတုတ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတာတုတ်တန်၃ခုရှိတယ်အဲတုတ်တန်၃ခုကိုပုဂ္ဂိုလ်၄မျိုးနဲ့မြတ်စွာဘုရားဟောထားတယ်ကမ္မထာအထုတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဘုရားအသုံးတိုင်းပြောမယ်ဆိုရင်လာဘီအစ္ဆတံစေတောသမထတာမြတ်စွာဘုရားအသုံးကအစ္ဆတံစေတောသမထတာကိုယ်တဏ္ဍာမှာစိတ်ငြိမ်းနေတဲ့သမထကိုတော့ရတယ်ဆိုလိုတာကသမထကိုတော့ကျင့်တယ်ဒီလိုပြောတာနော်သမထကိုကျင့်ပြီးတော့ဝိပဿနာမကျင့်တဲ့ပုဂ္ဂိုလ်တရားမြတ်စွာဘုရားဆိုရင်မိမိရဲ့စိတ်တဏ္ဍာမှာစိတ်ငြိမ်းချမ်းမှုဆိုတဲ့သမထကိုတော့ရတယ်နလာဘီအဓိပညာဓမ္မဝိပဿနာရတယ်အဓိပညာလွန်ကဲထူးခြားတဲ့ပညာလို့ဆိုတဲ့ဓမ္မဝိပဿနာဓမ္မဆိုတာယုံ nant တရားတို့ကိုဝိပဿနာရှုနိုင်တယ်အနိစ္စဒုက္ခအနတ္တလို့ရှုတယ်အဲ့ဒီအနိစ္စဒုက္ခအနတ္တလို့ရှုမြင်နိုင်တဲ့ဝိပဿနာကိုမရတဲ့ပုဂ္ဂိုလ်တူတယ်ဆိုလိုတာကသမထသာကျင့်ပြီးတော့ဝိပဿနာမကျင့်တဲ့ပုဂ္ဂိုလ်တူနောက်အပြန်အားဖြင့်ဝိပဿနာသာကျင့်ပြီးတော့သမထမကျင့်တဲ့ပုဂ္ဂိုလ်တူသမထရောဝိပဿနာရောနှစ်ခုမှမကျင့်တဲ့ပုဂ္ဂိုလ်တူ
သမထယောဝိပဿနာယောနှစ်ခုစလုံးကျင့်တဲ့ပုဂ္ဂိုလ်ကတူလို့ဟောလို့ပုဂ္ဂိုလ်၄မျိုးခွဲပြီးတော့မြတ်စွာဘုရားဟောထားတယ်အဲ့ဒီလိုဟောထားတဲ့အထက်မှာသမထသာကျင့်ပြီးတော့ဝိပဿနာမကျင့်သေးရင်အဲ့ဒီပုဂ္ဂိုလ်ကတချမ်းပဲ့နေတယ်ဟုတ်ကဲ့ဝိပဿနာသာကျင့်ပြီးသမထမကျင့်ရင်လည်းတချမ်းပဲ့နေသေးတယ်သမထဝိပဿနာနှစ်ခုစလုံးမကျင့်တဲ့ပုဂ္ဂိုလ်ကတော့နှစ်ချမ်းလုံးပဲ့နော်တစ်ခုမှမရှိဘူးသမထဝိပဿနာနှစ်ခုစလုံးရတဲ့ပုဂ္ဂိုလ်ကြတော့ပြည့်စုံတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောတာအဲ့တော့မြတ်စွာဘုရားကနိလန်းပေးတယ်ဘယ်လိုပေးတော့ဆိုအေးသမထတော့ရပြီသမထကိုတော့ရထားတယ်တမာရီကိုတော့ရပြီးပြီအဋ္ဌပညာဓမ္မဝိပဿနာဆိုတဲ့ပညာကိုမရသေးဘူးဆိုလို့ရှိရင်ရအောင်လုပ်ပါဟောနောက်တစ်ခုကအဋ္ဌပညာဓမ္မဝိပဿနာကိုတော့ရတယ်သမထမရသေးဘူးဆိုရင်ရအောင်လုပ်ပါမြတ်စွာဘုရားနှစ်ခုစလုံးမရသေးဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ရတဲ့ပုဂ္ဂိုလ်ထံချင်းကပ်ပြီးတော့သူကမေးရမယ်တဲ့ဒါလက်တွေ့လုပ်ခိုင်းတာမြတ်စွာဘုရားသမထကျင့်မှုရအတွက်သမထကျင့်မှုအတွက်ဘယ်လိုမေးရမလဲတတိနားလဲတဲ့ပုဂ္ဂိုလ်ထံချင်းကပ်ပြီးမေးကထံစိတ်တံတန်တပေတပံစိတ်ကိုတည်ငြိမ်အောင်ဘယ်လိုထားရမလဲဘယ်လိုလုပ်ရမလဲဒါမေးကထံစိတ်တံတန်နိပါရိတပံစိတ်ကိုအာယုတစ်ခုထဲမှာထားဖို့ဘယ်လိုလုပ်ရမလဲကထံစိတ်တံဧကောတိကတပံစိတ်ကိုအာယုတစ်ခုထဲပေါ်မှာတိုးပွားနေအောင်ဘယ်လိုလုပ်ရမလဲကထံစိတ်တံတမာဒဟာတပံစိတ်ကိုအာယုတစ်ခုထဲထားနိုင်အောင်ဘယ်လိုလုပ်ရမလဲဟောဒါသမထကျင့်စဉ်အဆင့်ဆင့်ကိုပြောပြပထမအာယုလေးပေါ်မှာစိတ်ကလေးငြိမ်သွားအောင်ထားနေအစကိုသင်တာတန်ထပေတပံစိတ်ကိုဘယ်လိုအာယုပေါ်မှာထားရမယ်ဆိုတာသင်ဒုတိယကြတော့အဲ့ဒီအာယုပေါ်မှာစိတ်ကလေးငြိမ်သွားအောင်ဘယ်လိုလုပ်ရမယ်ဆိုတာသင်တတိယကြတော့အဲ့ဒီငြိမ်သွားတဲ့အပေါ်မှာစိတ်ကလေးတိုးပွားလာအောင်ဘယ်လိုလုပ်ရမလဲသင်စတုထကြတော့စိတ်ကလေးဟာတခြားနေရာကိုမရွှေ့တော့ဘဲနဲ့ဒီအာယုပေါ်မှာသူကစိုက်ထားသလိုကော်နဲ့ကတ်ထားသလိုနော်တွဲသွားအောင်ဘယ်လိုလုပ်ရမလဲလို့သင်အဲ့ဒါလို့သင်ခြင်းအပြင်တမာတိကိုလည်းသူရသွားနိုင်တယ်တဲ့နောက်တစ်ခုသမထကျင့်လို့တမာတိတော့ရပြီဝိပဿနာမရသေးတဲ့ပုဂ္ဂိုလ်ကရအောင်ဘာလုပ်ရမလို့ဆိုမေးတဲ့တိတဲ့ပုဂ္ဂိုလ်ထံမေးဘယ်လိုမေးရမေးခွန်း၃ခုမြတ်စွာဘုရားရှင်းပြတာကထံသင်္ခါရဓဋ္ဌပါသင်္ခါရတရားတွေကိုဘယ်လိုရှုမြင်ရမလဲသင်္ခါရဆိုဒီမှာရုပ်နဲ့နာမ်ကိုခေါ်တယ်အကျဉ်းအားဖြင့်ပြောမယ်ဆိုရင်ကိုယ်ခန္ဓာ၅ပါးကိုယ်ခန္ဓာကိုဘာလို့သင်္ခါရလို့ခေါ်တာတုံးဆိုအကြောင်းတရားတွေကပေါင်းစပ်ထားတာကြည့်ဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်ကြီးပဲကြည့်ကံကြောင့်ဖြစ်တဲ့ရုပ်တွေရှိတယ်ကံပါတယ်စိတ်ပါတယ်ဥဒုပါတယ်အာဟာရပါကံစိတ်ဥဒုအာဟာရဆိုတဲ့အကြောင်းတရားတွေကနေပေါင်းစပ်ပြီးတော့ဖော်ဆောင်ထားသည့်အတွက်ကြောင့်ဒီယုတ်ခန္ဓာကိုယ်ကြီးဖြစ်နေတာလေကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးအဲ့ဒီအကြောင်းတရား၄ပါးကပေါင်းစပ်ပြီးတော့စီမံထားသည့်အတွက်ကြောင့်သင်္ခါရတန်ဆိုတာပေါင်းစပ်ပြီးတော့ခါရလှုပ်ထားတာလို့ဒီလိုလေးပဲရစိတ်ဆိုတာကြတော့ကြည့်အာယုန်နဲ့ဝတ္ထုဆောင်ကမျက်စိရှိတဲ့လူကမျက်စိရဲ့ပြင်ဘက်ကမြင်စရာအာယုန်ရဲ့နှစ်ခုစုံမှမြင်သိစိတ်ကပေါ်တာအနုမပေါ်ဘူးအိတ်နေပေါ်ရလားမပေါ်ဘူးဇာတိစိတ်ဆိုတာနားရဲ့အတန်ရဲ့နှစ်ခုစုံလိုက်တဲ့အခါမှာဇာတိစိတ်ဆိုတာပေါ်တာအဲ့ဒါဟာမျက်စိရဲ့အစဉ်အာယုန်ရဲ့ကအကြောင်းအဲ့ဒီအကြောင်းနှစ်ခုကနေပေါင်းစပ်ပြီးတော့ထုတ်လုပ်လိုက်တာဟောဒီစိတ်ကလေးကိုဥပမာရှင်းရှင်းလေးနားထောင်ခြင်းလို့ရှိရင်စီဆိုတာလူတိုင်းမြင်မှုကြတာပဲအဲ့ဒီစီသူ့ဟာသူဒီတိုင်းထားမြည်ရလားအတန်ထွက်ကြလားမထွက်ဘူးတခုခုနဲ့တီးလိုက်ပြီဆိုတဲ့အခါအတန်ထွက်မလာဘူးလားအဲ့တော့စီမျက်နှာပြင်ရဲ့တီးတဲ့လက်ရဲ့ဒီနှစ်ခုပေါင်းမှစီတန်ထွက်လာတာလေ
အဲ့ဒါလိုပဲလူရဲ့စိတ်ဆိုတာဒီတိုင်းနေရှိနေတာမဟုတ်ဘူးဒီတဲ့ထင်ရှားတဲ့ဥပမာလေးနဲ့ကြည့်လူတိုင်းမှာ gas မီးချစ်ဖူးလေးတွေမြင်ဘူးကြအဲ့ဒီ gas မီးချစ်ဖူးထဲမှာမီးရှိလားလို့ပြောမရှိဘူးသို့တော့မီးလို့ခြင်းဘာလို့ရတော့နောက်ထပ်အကြောင်းလေးတစ်ခုထပ်ထည့်တာလက်နဲ့ဖိပြီးတော့ပုတ်လိုက်တာအဲ့ဒီမှာမီးတောက်လာဒီအိဗယ်ကိုဆွလို့တာနော်နန္တရားဟာလည်းပဲဒီတိုင်းပဲအာယုန်နဲ့ဝတ္ထုပေါင်းစုံလိုက်ပြီးတော့တိုက်ခတ်လိုက်မှမီးပွင့်တယ်လို့ပွင့်လာတဲ့သဘောအဲ့ဒါလို့ဖြစ်လာတာအဲ့တော့ဒီဆိုင်ရာအကြောင်းလေးတွေကိုနဲ့ပေါင်းစပ်ထားလို့ဖြစ်နေတာတွေဖြစ်သောကြောင့်သင်္ခါရတဲ့အကြောင်းကြောင့်ဖြစ်တာရုပ်ကလည်းသင်္ခါရပဲနာမ်ကလည်းသင်္ခါရအဲ့ဒီသင်္ခါရကိုကထံတတ္တပါဘယ်လိုမြင်ရမလဲလို့ဆိုတော့မြတ်စွာဘုရားကဘယ်လိုမြင်ခိုင်းတာလို့ဆိုနေတံမမဒါငါဟာမဟုတ်ဘူးဟောနေတံမမငါဟာမဟုတ်ဘူးလို့မြင်ရမယ်ငါမဟုတ်ဘူးလို့မြင်ရမယ်ငါဟာမဟုတ်ဘူးလို့မြင်ရယုံနာဟာယုံနာတတ်တတ်တာဖြစ်တယ်ငါမဟုတ်ဘူးဒါပေမဲ့လူတွေကလို့ငါလို့ထင်နေတာကဲငါလို့ထင်နေလို့ရှိရင်ငါအလိုချဖြစ်ခဲ့လားဖြစ်ဘူးလေငါအလိုချတခုမှမလိုက်ဘူးသူဖြစ်ချင်တာတွေဖြစ်နေတာပဲအမြဲတမ်းကိုယ်ဆန္ဒနဲ့ကြိုက်နေတဲ့အချိန်တော့ငါဖြစ်ချင်တာဖြစ်တယ်လို့လူတွေကထင်နေတာတကယ်မဟုတ်ဘူးဟိုထန်းနေကြွေကြိုက်ကြီးနေကြိုက်ဆိုလို့တိုက်ဆိုင်နေတာနော်တိုက်ဆိုင်နေလို့ဖြစ်တာ तू ကသွားနေတာငါဟာလို့သွားထင်းမနေနဲ့ तू နာစည်းကြရှင်းစီးလိုက်မှာပဲဆိုင်ဟာအကြောင်းကသာဆုံးဖြတ်ပေးတာလေခေါင်းကြိုက်ဆရာရှင်းကြိုက်လိုက်မှာပဲလေကိုကအဲ့ဒီအချိန်မှာမကြိုက်ချင်ဘူးလို့ပြောလို့ရမလားမရဘူးအဲ့ဒါကြောင့်ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးငါမဟုတ်ဘူးငါဟာမဟုတ်ဘူးယုံနံတက်တက်မြတာလို့ဒီလိုမြင်ပါလို့ပြောရမယ်ဟုတ်လားသင်္ခါရတွေကိုဒီလိုမြင်ရမယ်ဒါဝိပဿနာဟုတ်ပြီအဲ့ဒီမေကုံးကိုဒါအကျဉ်းအားဖြင့်ဖြေပြတာနောက်တစ်ခုမေကုံးတစ်ခုထပ်မေးတယ်ကထာသင်္ခါရတမ္မတိတပါအဲ့ဒီသင်္ခါရတရားဆိုတဲ့ယုံနံကိုဘယ်လိုသုံးသပ်ရမလဲသုံးသပ်ရမယ်ဆိုတာအမှန်သိလောက်ဘယ်ရှုထောင့်ကကြည့်ရမလဲဆိုကြည့်လေသုံးသပ်တယ်လို့ဆိုတာအသိဉာဏ်နဲ့ပွတ်တိုက်နေခြင်းသင်္ခါရတရားတွေဟာမမြဲဘူးဖြစ်ပြီးပြတ်သွားတယ်ဒီပြန်စဉ်းစားကြည့်နဲ့အတန်လေးပဲစဉ်းစားကြည့်နောက်ကထွက်လာတဲ့အတန်လေးဒီအကြောင်းတရားကြောင့်ဖြစ်ပေါ်လာပြီးနောက်လုံးဝပြောက်ွယ်သွားတာခုနကစီမျက်နှာပြင်လေးကိုလက်ကလေးနဲ့ပုတ်လိုက်တဲ့အခါမှာမြည်လာတဲ့အတန်လေးဒီဟုတ်လားငကိုယ်တုန်းကစီထဲမှာရှိနေတဲ့အတန်မဟုတ်ဘူးလက်ထဲမှာရှိနေတဲ့အတန်လည်းမဟုတ်ဘူးထွက်ပေါ်လာပြီးတဲ့နောက်မှာလည်းပဲလုံးဝပြောက်ွယ်သွားတယ်အဟုတ်တဝါတံဘောတိဟုတ်တဝါပฏิဝေတိမရှိဘဲနဲ့ပေါ်လာတယ်အကြောင်းတိုက်ဆိုင်လို့ပေါ်လာတယ်ပေါ်လာပြီးတဲ့နောက်မှာပျောက်သွားတယ်ဒါကိုအနိစ္စလို့ပြောတာငကောကတဏှာမှာစုဆောင်းနေတာမဟုတ်ဘူးနော်မိချစ်ဘူးထဲမှာမီးတွေထည့်ထားတာမဟုတ်ဘူးအကြောင်းတိုက်ဆိုင်လို့ပေါ်လာတာပေါ်လာပြီးဒီမီးလေးညှိမ့်လိုက်တဲ့အခါမှာတခါလဲသွားတာနောက်ထပ်ဒီမီးရခြင်းလို့ရသေးလားနောက်ထပ်လာတာနောက်မီးဒီမီးမဟုတ်ဘူးဒီလိုဆိုတာအဲ့ဒါကိုအနိစ္စလို့ပြောတာအဲ့တော့ဘယ်လိုသုံးသပ်ရမလဲဆိုရင်သင်္ခါရတွေကိုမမြဲဘူးလို့သုံးသပ်ပါမမြဲတာကိုကြည့်ပြီးတော့ခြေတန်းเสียမကောင်းမှုဒုက္ခလို့သုံးသပ်တာဒုက္ခဆိုဒီမှာမမြဲမှုကသာဝရအနှောင့်အယှက်ပေးနေတဲ့ဒုက္ခစားစရာမရှိတဲ့ဒုက္ခပြောတာမဟုတ်ဘူးနော်ယတနာတွေရှိနေလို့ပြောတဲ့ဒုက္ခမျိုးမဟုတ်ဘူးခေါင်းကိုက်နားကိုက်ဆိုတဲ့ဒုက္ခမျိုးမဟုတ်ဘူးဖြစ်မှုပြက်မှုတွေကမပြတ်နှိမ့်ဆက်နေတဲ့ဒုက္ခလို့ဒီလိုဆိုလို့တယ်အဲ့ဒီဒုက္ခကိုမဖြစ်ချင်ဘူးလို့ဆိုရင်ကိုယ်ဆန္ဒအတိုင်းဖြစ်ကြလားကိုယ်အလိုဆန္ဒတိုင်းမလိုက်တာကိုအနတ္တလို့ခေါ်တယ်အဲ့တော့အနိစ္စဒုက္ခအနတ္တလို့သုံးသပ်ပါတဲ့အဲ့ဒီသင်္ခါရတရားတွေနဲ့ပတ်သက်ပြီးဒါဝိပဿနာဖြစ်ပုံကိုပြောဟုတ်ပြီနောက်တစ်ဆင့်တက်ပြီးတော့မေးတယ်သုံးသပ်တယ်ကထံသင်္ခါရဝိပတိတာဝိပတိတ္တပါသင်္ခါရတရားတွေကိုဘယ်လိုလုပ်ပြီးတော့ထူးခြားတဲ့ဉာဏ်နဲ့ကြည့်ရမလဲလို့ဆိုတဲ့အခါမှာဖြစ်စေသင်္ခါရတရားလေးတွေကိုမမြဲတဲ့အနိစ္စမမြဲခြင်းကြောင့်ကြောက်เสียကောင်းတယ်ဆိုတာတွေနော်သင်္ခါရတရားတွေပေါ်မှာရှုမြင်သုံးသပ်မှုလေးတွေဟာထူးခြားလာတယ်
ဒုက္ခဆိုတာမဟုတ်ဘူးဒုက္ခပဲအတ္တဆိုတာမဟုတ်ဘူးအနတ္တပဲလို့ဒီလိုထူးထူးခြားခြားဖြစ်ခိုက်ကလေးတွေမှာမြင်လာတာဝိပဿနာဉာဏ်အဆင့်ဆင့်တက်သွားပြီးတော့နောက်ဆုံးမှာသင်္ခါရတရားတွေဟာချစ်ခင်စရာလည်းမရှိဘူးမုန်းတီးစရာလည်းမလိုဘူးတဘာဝအတိုင်းဖြစ်ဖြစ်နေတဲ့အရာတွေသာပဲလို့ဆိုတာကိုအသိဉာဏ်တွေဟာရင့်ကျက်ပြီးတော့သိလာသည်ထိအောင်သင်္ခါရတရားတွေကိုရှုမြင်သုံးသပ်နိုင်ရမယ်သင်္ခါရတရားတွေထဲမှာငါဆိုတာမရှိဘူးငါဟာဆိုတာလည်းမရှိဘူးငါမှမရှိရင်ငါဟာပဲရှိမလဲငါဟာမရှိသည့်အတွက်ကြောင့်သင်္ခါရတရားတွေဟာတုံညဘာမှမရှိတဲ့အရာငါဟာဆိုတာတွေမရှိတဲ့အရာမျှသာဖြစ်တယ်လို့ဒီလိုရှုမြင်သုံးသပ်လာနိုင်ရမယ်လို့အဲ့ဒါလို့သုံးသပ်လာလို့ရှိရင်ဝိပဿနာဘာဝနာကိုလည်းပဲရရှိသွားတယ်ဟောသမထကုသိုလ်လည်းရပြီဝိပဿနာကုသိုလ်လည်းရပြီဆိုတဲ့အခါမှာဘာလုပ်ရမလဲအဲ့ဒီကုသိုလ်တရားနှစ်ခုတမာရီကိုတိုးပွားအောင်လုပ်ခြင်းပညာကိုတိုးပွားအောင်လုပ်ခြင်းသမထကျင့်စဉ်ကိုကျင့်ခြင်းဝိပဿနာကျင့်စဉ်ကိုကျင့်ခြင်းလို့ဆိုတဲ့ဒီကုသိုလ်အခြေခံနှစ်ခုကိုအားပြုပြီးတဲ့အခါမှာဆက်ပြီးတော့တရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်ပါလို့အားထုတ်လိုက်တဲ့အခါမှာနောက်ဆုံးသောတာပန်ဖြစ်သွားမယ်သောတာပန်ဖြစ်ပြီးရင်လည်းဝိပဿနာတရားအားထုတ်တဂရဂံဖြစ်သွားမယ်တဂရဂံဖြစ်ပြီးရင်လည်းဝိပဿနာတရားအားထုတ်ဝိပဿနာတရားအားထုတ်အနာဂံဖြစ်မယ်အနာဂံဖြစ်ပြီးရင်လည်းဝိပဿနာတရားအားထုတ်ယဟန္တာဖြစ်မယ်လို့အဲ့ဒီလိုဝိပဿနာကျင့်စဉ်နဲ့သမထနဲ့ဝိပဿနာနှစ်ခုတွဲဖက်ပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်သွားခြင်းဖြင့်မိမိတို့လိုရှိတဲ့အာတဝလို့ခေါ်တဲ့မိမိရဲ့မျက်စိနာနာလျှာကိုယ်စိတ်မှာမပြတ်စည်းဝင်လာတဲ့အကုသိုလ်တွေဟာစည်းဝင်နိုင်ခြင်းမရှိတော့ဘူးအကုသိုလ်တွေစည်းမဝင်တော့ဘူးလူတွေမှာနေစဉ်နဲ့အမျှမြင်တဲ့အာယုံပေါ်မှာလိုချင်တာမုန်းတီးတာကြားတဲ့အတန်ပေါ်မှာလိုချင်မှုမုန်းတီးမှုနော်မသိလောဘဒေါသမောဟဆိုတဲ့အကုသိုလ်တွေဟာအာယုန်နေနဲ့စီးဝင်နေတဲ့သဘောတွေဖြစ်တယ်ပေါ့အဲ့ဒီလိုစီးဝင်နေတတ်တဲ့အာတဝဆိုတဲ့တရားတွေဟာဒီနည်းနဲ့ကျင့်ကြံကြိုးကိုအားထုတ်လိုက်မယ်ဆိုရင်စွတ်ပိတ်ပြီးသားဖြစ်ပြီးနောက်ဆုံးအာတဝတရားတွေကုန်ခန်းသွားလိမ့်မယ်အာတဝတရားတွေကုန်ခန်းသွားပြီဆိုရင်တော့ခိနာတဝအာတဝတွေကုန်ခန်းသွားတဲ့ပုဂ္ဂိုလ်ဟာယန္နာပုဂ္ဂိုလ်ပဲလို့ဒီလိုဆိုတာပေါ့နော်အေးယန္နာပုဂ္ဂိုလ်ဖြစ်သွားပြီဆိုရင်မျက်စိကမြင်သမျှအကောင်းဆိုးတော့သိတယ်သို့တော့ကောင်းတာအတွက်လောဘမဖြစ်ဘူးဆိုးတာအတွက်ဒေါသမဖြစ်ဘူးနားကကြားတဲ့အတန်ပေါ်မှာလည်းအကောင်းဆိုးတော့သိတယ်ကောင်းတာအတွက်လောဘမဖြစ်ဘူးဆိုးတာအတွက်ဒေါသမဖြစ်ဘူးဒီလိုလားအမှန်ကန်သိပြီးတော့ထာဝရတတိရှိနေတဲ့အနေအထားမျိုးဖြင့်လောကကြီးမှာဘဝလက်ကျန်လေးမှာစိတ်ချမ်းသာကိုယ်ချမ်းသာနေနိုင်ပြီးနောက်ဆုံးဒီဘဝဏိဂုံးချုပ်သွားတဲ့အခါမှာမိစာလဲသိမ့်စီလဲခန်းနော်လောင်စာသိမ့်ပြီးတော့မိငိမ့်သွားတာပဲအဲ့ဒီပုဂ္ဂိုလ်ဟာနောက်ဆုံးမှာစီလဲထပ်မထဲတော့ဘူးမိစာလဲထပ်မထဲတော့ဘူးဆိုရင်ဒီမိတော့ကလေးဟာနောက်ထပ်တောက်เสียရှိအောင်မလားအဲ့ဒီတောက်เสียမရှိတော့တဲ့လုံးဝချုပ်ငိမ့်သွားမှုဟာနိဗ္ဗာန်ပဲလို့ဒီလိုဆိုလိုတာဒါဖြင့်နိဗ္ဗာန်ကြီးဟာပြင်းเสียကြီးလို့အောက်မေ့နေကြမှာနော်ဘာဖြစ်လို့လို့ဆိုတော့ဘဝကိုတွေ့တာနေတဲ့ပုဂ္ဂိုလ်တွေဖို့မှာကြတော့ဖြစ်နေတာကိုကြိုက်နေသေးလို့ပဲဖြစ်နေတာဘာကြောင့်ကြိုက်နေတုံးဆိုရင်ဖြစ်နေခြင်းရဲ့အပြစ်တွေကိုမမြင်သေးတာဖြစ်နေခြင်းအပြင်လူဟာတဖြည်းဖြည်းအိုမယ်နာမယ်သေမယ်နောက်ထပ်ပြန်မွေးမယ်ဖြစ်အိုမယ်နာအောင်မယ်သေအောင်မယ်ဒါကြီးကရက်လို့မရတဲ့အနေအထားမျိုးကြီးဒီဘဝမျိုးကြီးဟာဖြစ်အိုနာသေးဆိုတာကြီးကိုလွတ်ငြိမ်းမှုရာအတွက်ကြတော့ခန္ဓာကိုယ်လုံးဝမဖြစ်တော့မှဒီဟာကလွတ်မှဖြစ်တယ်ပေါ့အေးဒါကြောင့်မလို့ခန္ဓာនិရောဓနိဗ္ဗာန်ဆိုတာကိုမျက်မှောက်ပြုနိုင်မှုအတွက်ရှေးဥစွာကိလေသာនិရောဓကိလေသာတွေချုပ်ငြိမ်းအောင်သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ဖြင့်ကျင့်ကြံကြိုးကိုအားထုတ်ရတယ်အဲ့ဒါလို့အားထုတ်တဲ့အခါကျတော့မှကိလေသာនិရောဓကိုအရင်ရပြီးကိလေသာချုပ်ငြိမ်းခြင်းကြောင့်လောင်စာသိမ့်ပြီးမိငိမ့်နေဆိုနောက်ထပ်မိထောက်နဲ့တူတဲ့ခန္ဓာဆိုတာမလာတော့ဘူးလို့ဒီလိုကိုယ်စီသဘောကျပြီးတော့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဘာဝနာနှစ်ပါးစိတ်ခွန်အားဖြင့်မိမိတို့တဏ္ဍာမှာစိတ်ဓာတ်ခွန်အားတွေရဖို့ရအတွက်ဘာဝနာကျင့်စဉ်နှစ်ပါးကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်
လောကရန်မုန်တိုင်းတွေကိုလည်းကြံ့ကြံ့ခံနိုင်ပြီးစိတ်ဓာတ်ပြော့ညံ့တဲ့ပုဂ္ဂိုလ်တွေမှာကြုံတွေ့ရတဲ့တောကတွေပရိဒေဝတွေဒုက္ခတွေဒေါမနတတွေဆိုတာမလာတော့ဘူးစိတ်နှလုံးအေးချမ်းစွာဒီဘဝမှာလည်းပဲယက်တည်နိုင်တယ်နောက်ဘဝရောက်လို့ရှိရင်လည်းပဲစိတ်နှလုံးပူလောင်စရာဘာတစ်ခုမှမဖြစ်တော့ဘူးဆိုတာတွေကိုမှတ်သားနာယူပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဘာဝနာနှစ်ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာခေယံကွာချမ်းသာကြပါစေတတ္တဝါများစွာခေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါချမ်းငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသံတဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဗ္ဗေပူဇာညင်းနောက်ကိလေသာအစိအတောက်ဟုသမျှတို့သည်တမုဟတာပိဉ္ကြဘဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခတ်သိမ့်ကင်းငြိမ်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်တဲ့မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း